တတိယကြိမ်ကယားပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေးပထမနေ့သို့တက်ရောက်လာကြတဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအစည်းအဝေးစတင်ကျင်းပတော့မှာဖြစ်တဲ့အတွက်အစည်းအဝေးခန်းမအတွင်းသတ်မှတ်ထားသောနေရာများမှာနေရာယူပေးကြပါရန်ပန်ကြားအပ်ပါတယ်ခင်ဗျာယနေ့ကျင်းပပြုလုပ်သောတတိယကြိမ်ကယားပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေးပထမနေ့သို့ပြည်သူ့ငွေကြေးစောင့်ကြည့်စစ်ဆေးရေးကော်မတီအဖွဲ့ဝင်၄ဦးလွိုင်ကော်တက္ကသိုလ်မှဆရာမများနှင့်ကျောင်းသားကျောင်းသူများ28ဦးစုစုပေါင်း32ဦးတက်ရောက်လေ့လာကြကြောင်းကြေညာအပ်ပါတယ်ခင်ဗျာပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြွားရောက်လာပါပြီခင်ဗျာအားလုံးထိုင်နိုင်ပါခင်ဗျာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီနေ့အစည်းအဝေးမှာအခမ်းအနားမှုဖြင့်ပြည်နယ်လွှတ်တော်ယုံကြည်မှုကျွန်တော်ဦးကျော်ဆိုသူမှဆောင်ရွက်မှာဖြစ်ပါတယ်အစည်းအဝေးခမ်းနားစီစဉ်များကိုကြိုတင်ဖြန့်ဝေထားသည့်အတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌခင်ဗျာတတိယအကြိမ်ကယားပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေးပထမနေ့ကိုဦးစီးကျင်းပပေးနိုင်ပါရန်တင်ပြအပ်ပါတယ်ခင်ဗျာဒီနေ့အစည်းအဝေးတို့တက်ရောက်လာကြတော့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဌာနဆိုင်ရာအကြီးအကဲများအစည်းအဝေးကိုလာရောက်လေ့လာကြတဲ့ပြည်သူ့ငွေစင်စောင့်ကြည့်စစ်ဆေးရေးကော်မတီအဖွဲ့ဝင်များလွိုင်ကော်တက္ကသိုလ်မှဆရာမများနဲ့ကျောင်းသားကျောင်းသူများအားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေကြောင်းရှေးဥစွာနှုတ်ခွန်းဆက်တာပါတယ်ဒီနေ့အစည်းအဝေးဟာကယားပြည်နယ်လွှတ်တော်ရဲ့တတိယကြိမ်တတိယပုံမှန်ပထမနေ့အစည်းအဝေးပဲဖြစ်ပါတယ်အစည်းအဝေးအစီအစဉ်ကိုအခမ်းအနားအစီအစဉ်တိုင်းစတင်ကျင်းပဆောင်ရွက်သွားပါမယ်အစီအစဉ်လေးဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာယနေ့ကျင်းပတဲ့တတိယကြိမ်ကယားပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေးပထမနေ့မှာလွှတ်တော်ကိုယ်စားလှယ်များစစ်ဆေးရေးကော်မတီရဲ့တင်ပြချက်အရအစည်းအဝေးတို့တက်ရောက်ခွင့်ရှိတဲ့လွှတ်တော်ကိုယ်စားလှယ်16ဦးရှိတဲ့နဲ့15ဦးတက်ရောက်ကြပါတယ်အစည်းအဝေးတို့တက်ရောက်ခွင့်ရှိသူဦးရေစုစုပေါင်းရဲ့94%ရှိတဲ့အတွက်2014ခုနှစ်ကယားပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ34ခန့်ခွဲနဲ့35ခန့်ခွဲရအစည်းအဝေးအထက်မြောက်ကြောင်းနဲ့စတင်ကျင်းပကြောင်းကြေညာအပ်ပါတယ်အစီအစဉ်3ဖြစ်ပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ2014ခုနှစ်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ44အရအစည်းအဝေးမတက်ရောက်နိုင်တဲ့ကိုယ်စားလှယ်များရှိပါကခွင့်ပန်ကြားရန်ဖြစ်ပါတယ်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးများတမတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးကြီးအောင်ကျော်မြင့်သည်ကာကွယ်ရေးဦးစီးချုပ်ရုံးကြီးစစ်ရာထူးခန့်ချုပ်ရုံးမှအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့
ဒုတိယတိုင်းမှုဖြင့်ပြောင်းရွှေ့ခန့်အပ်ခြင်းခံရပြီးစစ်စင်ရေးတပ်များ၏အုပ်ချုပ်မှုကိစ္စရပ်များအားဆောင်ရွက်နေရပါသောကြောင့်14ရက်8လ2026ရက်နေ့မှ18ရက်8လ2026ရက်နေ့ထိကျင်းပပြုလုပ်မည့်တတိယအကြိမ်ကယားပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေးတက်ရောက်ခြင်းမှကင်းလွတ်ခွင့်ပြုပါရန်တင်ပြလာပါတယ်ခင်ဗျာတို့ဖြစ်ပါ၍တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးကြီးအောင်ကျော်မြင့်အားတတိယအကြိမ်ကယားပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေးကိုခွင့်ကာလအဖြစ်သတ်မှတ်ခွင့်ပြုပေးနိုင်ပါရန်၎င်း၏ကိုယ်စားလေးစားစွာဖြင့်တင်ပြပါတယ်ခင်ဗျာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာတပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးကြီးအောင်ကျော်မြင့်ခွင့်ပန်ကြားချက်ကိုလွှတ်တော်ကသဘောတူပါသလားခင်ဗျာသဘောတူပါသလားခင်ဗျာသဘောတူပါသလားခင်ဗျာလွှတ်တော်ကသဘောတူတဲ့အတွက်ခွင့်ပြုပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကိုယ်စားလှယ်များခွင့်ပန်ကြားချက်နဲ့ပတ်သက်၍ဒီကနေ့စည်းဝေးမှာတက်ရောက်ခွင့်ရှိတဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်16ဦးရှိတဲ့နဲ့ယနေ့ခွင့်ပန်ကြား၍ခွင့်ပြုထားသူတဦးဖြစ်ပါတယ်ခွင့်မဲ့ပြက်ကွက်သူမရှိပါအစည်းအဝေးကိုအစီအစဉ်တိုင်းဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်အစီအစဉ်လေးပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီကနေ့အစည်းအဝေးမှာတက်ရောက်ခွင့်ရှိတဲ့လွှတ်တော်ကိုယ်စားလှယ်16ဦးရှိပြီး15ဦးတက်ရောက်ကြပါတယ်။ကယားပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ၄ကငယ်နဲ့အရာလွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေးတက်ရောက်မှုအခြေအနေတင်ပြချက်ကိုလွှတ်တော်ရဲ့အတည်ပြုချက်ရယူပါမယ်။ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီကနေ့အစည်းအဝေးတက်ရောက်မှုအခြေအနေတင်ပြချက်ကိုအတည်ပြုပါသလားခင်ဗျာအတည်ပြုပါသလားခင်ဗျာအတည်ပြုပါသလားခင်ဗျာပြည်နယ်လွှတ်တော်ကတည်ပြုတဲ့အတွက်ကိုယ်စားလှယ်များစည်းဝေးတက်ရောက်မှုအခြေအနေတင်ပြချက်ကိုအတည်ပြုမှတ်တမ်းတင်ကြောင်းကြေညာအပ်ပါတယ်အစီအစဉ်ကဖြစ်ပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာမေးခွန်းများမေးမြန်းခြင်းနဲ့ဖြေကြားခြင်းအစီအစဉ်စတင်ဆောင်ရွက်တော်မှာဖြစ်ပါတယ်ပထမဦးစွာဒီမော့ဆိုမြို့နယ်မဲဆန္ဒနယ်မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမတ်1ဦးစိုးတွေကမေးခွန်းမေးမြန်းရန်ဖြစ်ပါတယ်အစားအပါတော့လွှတ်တော်အုပ်ထားတဲ့တကွာလွှတ်တော်ကိုယ်စားလှယ်များပြည်နယ်အဆင့်အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များဖိတ်ကြားထားသောဧည့်သည်တော်များလွတ်တော်လေ့လာရေးတို့တက်ရောက်လာကြတော့လွတ်ကိုတက္ကသိုလ်မှာဆရာဆရာမနဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူလူငယ်မောင်များအားလုံးနှလုံးစိတ်ဝမ်းအိမ်ချမ်းကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်တော်ကတော့ဒီမော့ဆိုမြို့နယ်မဲဆန္ဒနယ်မဲအများဆုံးရတူအနိုင်ယူစနစ်ဖတ်ပတ်တပုတ် FPTP ကယားပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဆန္ဒနဲ့ဒီမော့ဆိုမဲဆန္ဒနဲ့အမတ်1ကိုယ်စားလှယ်အမတ်1ဥဆိုရဖြစ်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ကျေပွင့်ပြမေခွန်းဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဇယား9အရပြည်ထောင်စုကပြဋ္ဌာန်းသည့်ဥပဒေနှင့်အညီပြည်နယ်အတွင်းဆောင်ရွက်ခွင့်ရှိသည့်ပြည်နယ်ကကောက်ခံခွင့်ရမည့်ခေါင်းစဉ်အလိုက်အခွန်အခများနှင့်ဆက်လင်း၍သက်ဆိုင်ရာဌာနများ၏ရငွေရထားမှုအားတရှိလိုသည့်မင်းခုံးကိုလွတ်တော်သို့မေးမြန်းသွားမှာဖြစ်ပါတယ်ခင်ဗျာဥက္ကဋ္ဌကြီးခင်ဗျာပြည်နယ်အစိုးရအဖွဲ့ကကောက်ခံရမည့်အခွန်အခများနှင့်ဆက်လင်းပြီးဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်154ကကြီးတွင်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်များကဇင်ရ9ပါအခွန်အခများကိုဥပဒေနှင့်အညီကောက်ခံ၍တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်ဗန္ဒာရန်ပုံငွေတို့ပေးသွင်းရမည်ဟုပြဋ္ဌာန်းပါရှိပါတယ်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်ဤ
ဗန္ဒာငွေအရာအသုံးရေးဆွဲတင်သွင်းခြင်းဆိုင်ရာဥပဒေပုံမှန်3အရာအစိုးရအဖွဲ့ဒီသက်ဆိုင်ရာဘာသာရေးနှစ်အလိုက်နိုင်ငံတော်၏မူဝါဒယူဟာလုပ်ငန်းစဉ်များနှင့်အညီဗန္ဒာရေးကော်မရှင်ကချမှတ်ထားသောမူပေါင်းအတွင်းမှပြည်내၏ရပ်သုံးမှန်းကျင်ငွေစည်းဦးစီးဌာနကရေးဆွဲပြုစုပေးသောနှစ်စဉ်ဗန္ဒာငွေအရာအသုံးဆိုင်ရာယာထားချက်များကိုလွတ်တော်သို့တင်သွင်းပြီးပူးတွဲပါရှိရမည့်အချက်များတွင်ပြည်내အတွင်းအစိုးရဖွဲ့မှခွင့်ပြုထားသောအခွန်ရငွေစည်းရင်းလဲပါရှိသည်ကိုပုံမှန်6ပုံမှန်ခွဲခကြီး၌ပြဋ္ဌာန်းထားရှိပါတယ်2026-2029ဘာသာရေးနှစ်တရားပြည်နယ်ဤဘာသာငွေအရာအသုံးဆိုင်ရာဥပဒေပိုင်းရငွေနဲ့ဆက်လင်းပြီးဇေယျတစ်တွင်တရားပြည်နယ်အစိုးရအဖွဲ့ရုံးအပါအဝင်ဘို့အဖွဲ့အစည်းရုံးများဤအခွန်အကောက်ရငွေနှင့်အခြားတမန်ရငွေကို၎င်းဇေယျ3တွင်တရားပြည်နယ်ဝန်ကြီးဌာနများနှင့်ပြည်နယ်အဆင့်ဦးစီးဌာနများဤအခွန်အကောက်ရငွေအခြားတမန်ရငွေအရေးပေါ်ရမုံငွေပြည်တော်စုထောက်ပံ့ငွေမှရငွေကို၎င်းဇေယျ9တွင်စင်ပင်တာရေးအဖွဲ့ဤအခွန်အကောက်နှင့်အခြားတမန်ရငွေတို့ကိုအတီးတီးဖော်ပြပါရှိပါတယ်ခင်ဗျာရငွေများကိုစီမံကြီးကြပ်ကောက်ခံခြင်းနှင့်ဆက်လင်းပြီးပြည်내ဤဗန္ဒာငွေအရာသုံးဆိုင်ရာဥပဒေပုံမှန်3ပုံမှန်ခွဲကကြီးနှင့်ဂငယ်ပုံမှန်30ပုံမှန်ခွဲကကြီးနှင့်ဂငယ်တို့တွင်ပြဋ္ဌာန်းပါရှိပါတယ်ဗန္ဒာငွေအရာအသုံးရေးဆွဲတင်သွင်းခြင်းဆိုင်ရာဥပဒေပုံမှန်6ပုံမှန်ခွဲခခွေးနှင့်ဂငယ်၌ရှင်းလင်းတင်ပြချက်ပါဝင်ရမည့်အချက်နှင့်ပြည်သူများလွယ်ကူရှင်းလင်းစွာသိရှိစေနိုင်သည့်ဖော်ပြချက်များကိုလည်းပြဋ္ဌာန်းပါရှိရမှာဖြစ်ပါတယ်ဒီနေ့အဆင့်ဌာနအဖွဲ့အစည်းများအနေဖြင့်ကောက်ခံရမည့်အခွန်ရငွေများနှင့်အခြားတန်မာရငွေများကိုအပြည့်အဝကောက်ခံပြီးပြည်내ဗန္ဒာရမုံငွေတို့အချိန်မီအပြည့်အဝပေးသွင်းရမည်ဖြစ်ပါတယ်လက်ရှိဗန္ဒာရေးနှစ်အတွက်အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းတင်သွင်းခြင်းနှင့်ဆက်လင်းပြီးတတိယအကြိမ်ကယားပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးပထမနှစ်အစဉ်စဉ်၌မေကွန်းမေးမြန်းခြင်းအပေါ်သက်ဆိုင်ရာကပြည်နယ်စစ်အဖွဲ့အစည်းဝင်ကသက်ဆိုင်ရာဌာနများ၏ဥပဒေနည်းဥပဒေလှုပ်ထုံးလုံးနည်းညွှန်ကြားချက်များနှင့်အညီကောက်ခံလျက်ရှိပြီးအခက်အခဲတစုံတရာမရှိသေးပါသဖြင့်အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းကိုတင်သွင်းရာအစဉ်မရှိပါကြောင်းဖြေကြားခဲ့ပါတယ်တို့ဖြစ်ပါ၍2008ခုနှစ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့်ဥပဒေပုံမှန်3အရဖြစ်ဆွဲပြဋ္ဌာန်းထားသည့်ဖွဲ့စည်းပုံအခြေခံဥပဒေဇေယျ9ပါအမှတ်စဉ်20မှ39အထိမေးမြန်းလိုသည့်မေးခွန်းမှာဖွဲ့စည်းပုံအခြေခံဥပဒေဇေယျ9အရပြည်ထောင်စုကပြဋ္ဌာန်းသည့်ဥပဒေနှင့်အညီပြည်내အတွင်းဆောင်ရွက်ခွင့်ရှိသည့်ပြည်내ကကောက်ခံရမည့်ခေါင်းစဉ်အလိုက်အခွန်အခများနှင့်ဆက်လင်း၍သက်ဆိုင်ရာဌာနများ၏ရငွေရထားမှုအားသိရှိလိုပါသည်ဖြင့်ရှင်းလင်းဖြေကြားပေးနိုင်ပါရာကျယ်ပွင့်ပြမေးခွန်းကိုမေးမြန်းအပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် ဒီမောစုံမြို့နယ်မဲဆန္ဒနယ်မှပြည်နယ်လွတ်တော်ကိုယ်စားလှယ်အမတ်1ဦးစိုးရိမ်မေကုန်းကိုစီမံကိန်းစီးပွားရေးနဲ့ဗန္ဒာရေးဝန်ကြီးကဖြေကြားရန်ဖြစ်ပါတယ်လေးစားအပ်ပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကြောင်းဆ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်တော်ကတော့ကြားပြည်နယ်အစိုးရအဖွဲ့ဝင်စီမံကိန်းစီးပွားရေးနဲ့ဗန္ဒာရေးဌာနဝန်ကြီးဦးတနာဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်အနေဖြင့်ဒီမောစုံမျိုးနဲ့ကိုယ်စားလှယ်အမှတ်1ဦးစိုးတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဇာတ်9အရပြည်ထောင်စုကပြဋ္ဌာန်းသည့်ဥပဒေနဲ့အညီပြည်နယ်အတွင်းဆောင်ရွက်ခဲ့ရှိသည့်ပြည်နယ်ကကောက်ခံရမည့်ခေါင်းစဉ်လိုက်ခွန်ခါများနှင့်ဆက်လင်း၍သက်ဆိုင်ရာဌာနများ၏ရငွေလျာထားမှုအားတရှိလိုကြောင်းခြေခွင့်ပြမေးခွန်းနဲ့ပတ်သက်၍ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေဇာတ်9အရပြည်ထောင်စုကပြဋ္ဌာန်းသည့်ဥပဒေနဲ့အညီပြည်နယ်အတွင်းဆောင်ရွက်ခွင့်ရှိသည့်ပြည်နယ်ကကောက်ခံရမည့်ခေါင်းစဉ်လိုက်ခွန်ခါများနှင့်ဆက်လင်း၍သက်ဆိုင်ရာဌာနများ၏ရငွေမှုအားတရှိလိုကြောင်းကိစ္စနှင့်ဆက်လင်း၍မြန်မာနိုင်ငံ၏ဗန္ဒာရေးစီမံခန့်ခွဲမှုဆိုင်ရာစီမံ35/2019ပိုက်14တွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်ထောင်စုအစိုးရလက်အောက်ရှိပြည်ထောင်စုအဆင့်ဌာနဖွဲ့စည်းများ၏လုပ်ငန်းများဆောင်ရွက်ရာတွင်ပြည်ထောင်စုဗန္ဒာရန်ပုံငွေအစီအစဉ်ဖြင့်၎င်းတိုင်းဒေသကြီးသို့မဟုတ်ပြည်내အစိုးရလက်အောက်ရှိတိုင်းဒေသကြီးသို့မဟုတ်ပြည်내အဆင့်ဌာနဖွဲ့စည်းများ၏လုပ်ငန်းများဆောင်ရွက်ရာတွင်သက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ်ပြည်내ဗန္ဒာရန်ပုံငွေအစီအစဉ်ဖြင့်၎င်းငွေကြေးကိစ္စများကိုဗန္ဒာငွေအရသုံးဆိုင်ရာဥပဒေများ၌တာဝန်ပေးအပ်ခြင်းခံရသောပုဂ္ဂိုလ်အသီးသီးကတာဝန်ယူဆောင်ရွက်ရမည်ဟု၎င်းအပိုက်16တွင်တိုင်းဒေသကြီးသို့မဟုတ်ပြည်내ဗန္ဒာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သောဌာနဖွဲ့စည်းများသည့်ရငွေများကိုတိုင်းဒေသကြီးသို့မဟုတ်ပြည်내ဗန္ဒာရန်ပုံငွေအစီအစဉ်ဖြင့်တို့ပေးသွင်းပြီးသုံးငွေများကိုလည်းတရားသုံးခန့်မှန်းကြီးငွေစင်းခွင့်ပြုငွေတွင်ဒီဇဲဗန္ဒာရေးစီမံလှုပ်ထုံးလုပ်နည်းများနဲ့ညီတိုင်းဒေသကြီးသို့မဟုတ်ပြည်내ဗန္ဒာရန်ပုံငွေမှထုတ်သုံးသွဲရန်ဖြစ်သည်ဟု၎င်းပြဋ္ဌာန်းထားပါလေ။ဒါဖြင့်မြန်မာနိုင်ငံ၏ဗန္ဒာရေးစီမံခန့်ခွဲမှုဆိုင်ရာစီမံ35/2019၏ပိုက်16တွင်တိုင်းဒေသကြီးသို့မဟုတ်ပြည်내ဗန္ဒာရန်ပုံငွေအစီအစဉ်တွင်တိုင်းဒေသကြီးသို့မဟုတ်ပြည်내အဆင့်ဗဟိုဖွဲ့စည်းများဝန်ကြီးဌာနများဦးစီးဌာနများတိုင်းဒေသကြီးသို့မဟုတ်ပြည်내ဗန္ဒာရန်ပုံငွေစီစဉ်ဖြင့်ဆောင်ရွက်လက်ရှိသည့်နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများရန်ကုန်မြို့တော်စီပင်သာရေးကော်မတီမန္တလေးမြို့တော်စီပင်သာရေးကော်မတီစီပင်သာရေးအဖွဲ့များပါဝင်သည်ဟု၎င်းပြဋ္ဌာန်းထားပါသည်2026-2029ဗန္ဒာရေးနှင့်ကြားပြည်နယ်၏ဗန္ဒာငွေအရသုံးဆိုင်ရာဥပဒေအရကြားပြည်နယ်ဗန္ဒာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သောဌာနအဖွဲ့အစည်းများမှာပြည်내အစိုးရအဖွဲ့ရုံးပြည်내လွှတ်တော်ရုံးပြည်내တရားလွှတ်တော်ရုံးပြည်내စင်းစစ်ချုပ်ရုံးစီမံကိန်းရေးဆွဲရေးဦးစီးဌာနဗဟိုစင်းအဖွဲ့ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမိတပ်ဦးစီးဌာနရတုံးမှန်းချေငွေစင်းဦးစီးဌာနရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနဥဒေချုပ်ရုံးစိုက်ပျိုးရေးဦးစီးဌာနငါးလုပ်ငန်းဦးစီးဌာနဝိမှုရေးနဲ့ကုသရေးဦးစီးဌာနဓမ္မမာဦးစီးဌာနဒေသစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနတစ်တော်ဦးစီးဌာနပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအားကစားနဲ့ကာယပညာဦးစီးဌာနမြို့ပြနဲ့အေယာဖွံ့ဖြိုးရေးဦးစီးဌာနလမ်းဦးစီးဌာနနဲ့စီပင်သာယာအဖွဲ့တို့ဖြစ်ကြပါတယ်2026-2029ဗန္ဒာရေးနဲ့ကြားပြည်နယ်၏ဗန္ဒာငွေအရသုံးဆိုင်ရာဥပဒေအရကြားပြည်နယ်ဗန္ဒာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သောဌာနဖွဲ့စည်းများနဲ့အခွန်ကောက်ရငွေရရှိဌာနဖွဲ့စည်းလိုက်ပြည်내ဗန္ဒာရန်ပုံငွေတို့ပေးသွင်းသည့်အခွန်ကောက်ယူဆများနဲ့အခွန်ကောက်ရငွေလျာထားချက်များကို2025-2026ဗန္ဒာရေးနဲ့မူလခန့်မှန်းခြေပြုပြင်ပြီးခန့်မှန်းခြေနဲ့2026-2029ဗန္ဒာရေးနဲ့မူလခန့်မှန်းခြေပြုပြင်ပြီးခန့်မှန်းခြေ
တို့ကိုနိုင်ရှင်တင်ပြအပ်ပါတယ်2026-2029ဘဏ္ဍာရေးနဲ့မူလခမ်းမကြီးပြုပြင်ပြီးခမ်းမကြီးကတော့အတိမပြသေးတဲ့တင်ပြချက်ကိန်းဂဏန်းဖြစ်ပါတယ်ပြည်တွင်းချက်ကုန်နဲ့ပြည်သူပြည်သားများ30ပေါ်တွင်ကောက်ခံသည့်အခွန်ကောက်၌ထွေထွေအုပ်ချုပ်ရေးဌာနအနေဖြင့်ရင်းမြစ်ခွန်ကောက်ခံပြီး2026-2029ပြုပြင်ပြီးခမ်းမကြီးအရာပြ39.333တန်းရင်းနှီးမြုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားရေးဦးစီးဌာနအနေဖြင့်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနဲ့ကုမ္ပဏီမှပုံပြင်ဆင်ဝန်ဆောင်မှုပေးခြင်းမှာရရှိသည့်အခကြေးငွေကောက်ခံပြီး2026-2029ပြုပြင်ပြီးခန့်မှန်းခြေအရပြ3.533ရရှိရန်ရထားပါတယ်နိုင်ငံပိုင်ပစ္စည်းများအသုံးပြုသည့်ပေါ်ကောက်ခံသည့်အခွန်ကောက်အောက်၌2026-2029ပြုပြင်ပြီးခန့်မှန်းခြေအရထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့်ရေယာပေါ်တွင်ကောက်ခံသည့်အခွန်ကျ20.3ခွန်4တန်းဓာတ်တုပစ္စည်းများထုတ်ယူအတွက်ကောက်ခံသည့်အခွန်ကျ65.953တန်းပြည်내အစိုးရအဖွဲ့ရုံးတွင်ရေခွန်ကျ6.333တန်းနှင့်ဓာတ်တုခွန်ကျ14.333တန်းတစ်တော်ဦးစီးဌာနအနေဖြင့်တစ်တော်များမှပစ္စည်းများထုတ်ယူသည့်အတွက်ကောက်ခံသည့်အခွန်ကျ6.882တန်းငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်ငါးလုပ်ငန်းဆိုင်ရာအခွန်အခကျ3.989တန်းစီပင်သားရေးအဖွဲ့များမှကောက်ခံသည့်အခွန်အနေဖြင့်2026-2029ပြုပြင်ပြီးခန့်မှန်းခြေအရပစ္စည်းခွန်ကျ108.93တန်းတော့ပြီးခွန်ကျ30.232တန်းရထားပါတယ်2026-2029ပြုပြီးခန့်မှန်းခြေတင်ပြချက်စဉ်အရစုစုပေါင်းခွန်ကောက်ရငွေနေဖြင့်ကျ190.55ခွန်တန်းရထားပါကြောင်းဖြေကြားပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆက်လက်ပြီးဒီမောဆိုမြို့နယ်ကိုယ်စားလှယ်အမတ်နဲ့ဦးပိုးရဲအောင်တိန်ကမေကွန်မေးမြန်းရန်ဖြစ်ပါတယ်လေးစားတဲ့တရားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌများတရားပြည်နယ်အစိုးရအဖွဲ့ဦးစီးချုပ်နဲ့တကွဝန်ကြီးများလာရောက်လေ့လာကြတဲ့ပုဂ္ဂိုလ်များအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေကြောင်းဥဆောင်ဆုတောင်းရင်ကာဝပြုနှုတ်ဆက်အပ်ပါတယ်ကျွန်တော်ကတော့တရားပြည်နယ်ဒီမော့ဆိုမြို့နယ်မဲဆန္ဒနယ်မှ2မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဘိုးရဲအောင်တိန်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့မင်းများလိုတာကတော့ကျိုးတရားတိုင်းရင်းသားလူမျိုးများရဲ့ရိုးရာရည်ကြီးမှုကိုယ်ကဲ့မှုတစ်ခုဖြစ်တဲ့တခွန်တိုင်ကထူဘူခမ်းမဆောင်ကိုပြည်နယ်ရပုံငွေဖြင့်ကျက်လက်ပြုတ်ပြပေးရရှိမရှိသိရှိလိုတဲ့မိခိုးကိုမင်းများတွားမှာဖြစ်ပါတယ်ပြည်တော်စုတမရမြန်မာနိုင်ငံတော်အတွင်းမင်းတင်းနေထိုင်ကြတဲ့တိုင်းသားလူမျိုး135မျိုးအတက်ရိုးရာတခွန်တိုင်ကိုးကွယ်ယုံကြည်ခြင်းကိုကြားလူမျိုးများဟာရှေးဘိုးဘွားလက်ထက်မှယနေ့ထိကိုးကွယ်ယုံကြည်လက်ရှိပါရိုးရာတခွန်တိုင်ကိုးကွယ်ယုံကြည်မှုမပပျောက်စေရအတွက်နိုင်ငံတော်ဆက်ဆက်မှနေ့စဉ်ကြားပြည်နယ်စုပေါင်းတခွန်တိုင်ပွဲကိုနိုင်ငံတော်ရပုံငွေဖြင့်ကြက်ကပေးလက်ရှိတဲ့အပြင်နေ့စဉ်နဘာရာထောက်ပံ့ငွေကိုလည်းပဲပပူပေးလက်ရှိပါအဲ့လိုနေ့စဉ်တခွန်တိုင်ပွဲကိုစီကားတိုင်းမြတ်စွာကျင်းပပြုလုပ်နိုင်ရဲ့အတွက်ပြည်နယ်စေကတူဘူကောဘကဖွဲ့ချုပ်ကိုဖွဲ့စည်းပြီးတော့အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြပါတယ်နေ့စဉ်ပွဲတော်လည်းပြုလုပ်ခဲ့ကြပါတယ်အစည်းအဝေးကျင်းပပြုလုပ်ရမှာခါမဆောက်လိုအပ်တဲ့ဖွဲ့အလူရှင်များရဲ့ထဲဝင်ငွေ
ဆိုရဌာနများရဲ့ထောက်ပံ့ငွေကျိုးရိုးရာတစ်ခွန်းတိုင်အဖွဲ့တည်းရဲ့နေ့စဉ်ကူညီထောက်ပံ့ငွေနဲ့ခြေတမရက်ွက်မှာရှိတဲ့တစ်ခွန်းတိုင်ဝင်းအတွင်းမှာမော်ဒူဒီဘိုဟိုးဆိုတဲ့ကထုဘခမ်းမကိုဆောက်လုပ်ခဲ့ပြီးတစ်ခွန်းတိုင်နဲ့ပတ်သက်တဲ့အထောက်အထားများကိုလည်းပဲပြသထားပါတယ်မျိုးဆက်တဲ့လူငယ်များနဲ့အခြားတိုင်းဒေသများကိုလည်းပဲဘူတုတရရှိခဲ့ပါတယ်တို့တော်လည်းပဲ2023ခုနှစ်အကြမ်းဖက်တောင်းကြသူများရဲ့လွယ်ကော်မြို့ပေါ်ကိုဝင်ရောက်ပြီးတော့တိုက်ပွဲဖော်ဆောင်တဲ့အတွက်ကျိုးကထုဘခမ်းမဆောင်ဟာလည်းပဲတိုက်ပွဲများဘေးတာကြောင့်ပြိုကျပျက်စီးတော့ခဲ့ရပါအဲလိုပြိုကျပျက်စီးသွားတဲ့ကထုဘခမ်းမဆောင်နဲ့ဒီအဆောက်အဦတွေအားလုံးကိုတာဝန်ရှိသူများမှလာရောက်ကွင်းစစ်ဆေးချိန်မှာပြန်လည်ပြုပြင်တိဆောက်ပေးပါရာတေပြမှုအပေါ်နှုတ်အားဖြင့်ဒါဆောင်ရွက်ပေးမယ်လို့ကတိပြုခဲ့တော်ကလည်းပဲယနေ့ထိပြန်လည်ပြုပြင်တည်ခြင်းမရှိပါဘူးအဲဒါကြောင့်မလို့ဒီ2026-29ဘာသာရေးနဲ့ပြည်내ဆွေးရဖွဲ့ရဲ့ပြည်내အေချာတရားရေးဆိုင်ရာဒေတာဖြည့်ဖြည့်လုပ်ငန်းဆောင်ရွက်ရာဘာသာရေးနဲ့အဆောက်အဦများပြုပြင်ခြင်းခေါင်းစဉ်အောင်မှာကျတာ900ခွင့်ပြုထားကြောင်းသိရှိရတဲ့အတွက်အဲဒီခေါင်းစဉ်အောက်ကကျိုးကထုဘခမ်းမဆောင်ကိုပြန်လည်ပြုပြင်တည်ဆောက်ပေးရာအစီအစဉ်ရှိမရှိသိရှိလို့တဲ့အတွက်ပြည်သူများရဲ့ကိုစားလေးစားစွာမင်းများရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဒီမောဆိုမြို့နယ်ကိုယ်စားလှယ်အမတ်နဲ့မှဦးပိုးရအောင်တင်းမေခွန်းကိုလုံခြုံရေးနဲ့နေစာရေးရဝန်ကြီးကဖြေကြားရန်ဖြစ်ပါတယ်လေးစားအပ်ပါသောပြည်내လွတ်တော်ဥက္ကဋ္ဌကြီးနှင့်ပြည်내လွတ်တော်ကိုယ်စားလှယ်များလေ့လာသူများအားလုံးမင်္ဂလာပေါင်းနှင့်ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်တော်ကတော့တရားပြည်내အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးတန်းစိုးအောင်ဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာနယ်စပ်ရေးရာဝန်ကြီးဌာနနယ်စပ်ဒေသနှင့်တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်ပြည်내တိုင်းဒေသကြီးနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်းရှိမြို့နယ်ပေါင်း181မြို့နယ်တွင်နယ်စပ်ဒေသ၏ဖွံ့ဖြိုးလုပ်ငန်းများအားလမ်းတရားအိမ်ယာဆောက်လုပ်ရေးသာသနာရေးပညာရေးကျန်းမာရေးစွမ်းအင်စသဖြင့်ကဏ္ဍအလိုက်ဆောင်ရွက်ပေးလျက်ရှိရာကယားပြည်နယ်တွင်လွိုင်ကော်မြို့နယ်ရှားတော်မြို့နယ်ဒီမော့ဆိုမြို့နယ်ခရူဆိုမြို့နယ်ဘော်လခဲမြို့နယ်ဖာဆောင်းမြို့နယ်နှင့်နယ်ဆဲမြို့နယ်စုစုပေါင်း9မြို့နယ်အတွင်းရှိကျေးရွာများ၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုမူဝါဒနှင့်အညီအရှိန်အဟုန်မပြတ်ကဏ္ဍစုံဆောင်ရွက်ပေးလျက်ရှိပါသည်ထို့သောဆောင်ရွက်ပေးလျက်ရှိရာလွိုင်ကော်မြို့ထေးသမရက်ကွက်ရှိကေထိုးဘိုးကောတကွန်နိုင်ဟော်ကြီးဝင်းအတွင်းရှိပျက်စီးသွားသည့်အဆောက်အဦများအနက်မှကေထိုးဘိုးခေါ်တကွန်နိုင်ခမ်းမှ82ပေအမြောက်104ပေအမြောက်30ပေ6လက်မအဆောက်အဦပြုပြင်ခြင်းအပိုင်း1အဆောက်အဦ၏ပျက်စီးနေသောအပိုင်းများအားဖြိုဖျက်ဖယ်ရှားခြင်းအမိုးမိုးခြင်းတိုင်ရက်မနှင့်အမိုးတိုင်းများရေတရောက်တက်ဆင်ခြင်းရေစင်းကိုရေစင်းမြောင်းဆောင်ရွက်ခြင်းအပိုင်း2ကြံကင်မျက်နှာကျက်နယံတကားပြတင်းစေးတုပ်ခြင်းနှင့်ရေမီးမိန်လာစသည့်လုပ်ငန်းများဆောင်ရွက်ခြင်းကျောင်းသားအိတ်ဆောင်အဆောက်အဦ130ပေ36ပေ12ပေအမိုးမျက်နှာကျက်နယံကြံကင်တကားပြတင်းများပြုပြင်ခြင်းနှင့်
ကျောင်းသားအိတ်ဆောင်အဝင်လန်း140ပြီးကွန်ကရစ်ခင်းကျင်းစသည့်လုပ်ငန်း၄ခုတို့အားနယ်စပ်ရေးရာဝန်ကြီးဌာနနယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့2029-2028ဘဏ္ဍာရေးနှင့်ပြည်ထောင်စုရန်ပုံငွေမူလစီမံကိန်းအဆိုပြုမှုတွင်ထည့်သွင်းတင်ပြထားပြီးဖြစ်ပါကြောင်းရန်ပုံငွေခွဲဝေရရှိမည်ဆိုပါကဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့်လွိုက်ကော်မြို့ထေးသမားရက်ကွက်ရိုးရာတခွန်တိုင်ဝင်းအတွင်းရှိခမ်းမဆောင်အားနယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်နယ်ရန်ပုံငွေဖြင့်ပြန်လည်ပြုပြင်တည်ဆောက်ပေးရန်ယာထားမှုမရှိပါကြောင်းနှင့်2026-2029ဘဏ္ဍာရေးနှစ်တွင်ပြည်နယ်အစိုးရအဖွဲ့၏ပြည်နယ်အေဂျင့်တာယာရေးဆိုင်ရာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ဘာသာရေးနှင့်အဆောက်အဦများပြုပြင်ခြင်းခေါင်းစဉ်အောက်တွင်ကျပ်တန်း900ခွင့်ပြုထားရှိခဲ့တော်လေလက်ကျန်ရန်ပုံငွေကျပ်တန်း164.244သာကျန်ရှိပါကြောင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းကိုဖြေကြားအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် ဆက်လက်ပြီးရှားတော်မြို့နယ်ကိုယ်စားလှယ်အမှတ်2မှဦးစိုးညွတ်ကမေးခွန်းမေးမြန်းရန်ဖြစ်ပါတယ် လေးစားအပ်ပါသောလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များကြားပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖိတ်ကြားထားသောဧည့်သည်တော်ကြီးများခင်ဗျာကျွန်တော်ကတော့ရှားတော်မြို့နယ်ကိုယ်စားလှယ်အမှတ်နဲ့ဦးစိုးညွန့်ဖြစ်ပါတယ်ပထမဦးစွာအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာခါရပြုအပ်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့လွယ်ကော်မြို့စက်မှုဆောင်အပိန်းတက်အားဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်စီးပွားရေးလုပ်ငန်းရှင်များအားလုံးပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်စေရန်စီယုံဆောင်ရွက်မိနီလန်းများနဲ့စနစ်တကျအကောင့်ထဲပေါ်ဆောင်ရွက်မိအစီအမံများယာထားတတ်မှတ်ဆောင်ရွက်သွားရန်အစီအစဉ်ရှိမရှိသိရှိလိုပါကြောင်းမေးခွန်းကိုလွတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်ပြည်သူများကိုစားမေးမြန်းသွားမှာဖြစ်ပါတယ်လွတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကြားပြည်နယ်လွယ်ကော်မြို့စက်မှုဆောင်ပိန်းတစ်တီမြို့၏အနောက်မြောက်ဘက်တွင်တည်ရှိပြီးဧရိယာအဖြစ်269.46 ဧကကျယ်ဝန်းပါတယ်၎င်းစက်မှုဆောင်အပိန်းတစ်အား2009ခုနှစ်တွင်စတင်အကောင်ထဲပေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးပေတရာပတ်လည်မြေကွက်ပေါင်း984ကွက်ဖော်ထုတ်ထားရှိခဲ့ပါတယ်၎င်းစက်မှုဆောင်တွင်တွင်အရှိအနောက်ပေတရာလမ်းမကြီးတလန်းနဲ့တောင်မြောက်ပေတရာလမ်းမကြီးတလန်းပေါင်းပေတရာလမ်းမကြီး2လမ်းအပြင်ပေ80လမ်းများပေ60လမ်းများကိုလည်းစနစ်တကျဖောက်လုပ်ဆောင်ရွက်ထားရှိခဲ့ပြီးဖြစ်ပါတယ်ထို့အပြင်စက်မှုဆောင်တွင်၌ရှင်းလင်းဆောင်ခန်းမှမိသက်စခန်းလက်စစ်ဝန်းလူနေဈေးဆိုင်ခန်းနေရာများနဲ့ဈေးနေနေရာများကိုလည်းစီစဉ်တကျထည့်သွင်းတိဆောက်ပေးနိုင်ခဲ့ပါတယ်အဲ့ဒီလိုကောင်းမွန်စွာတိဆောက်ပေးနိုင်ခဲ့တဲ့အတွက်2019ကိုဗစ်မတိုင်မီကာလ၌လွယ်ကော်မြို့စက်မှုဆောင်တွင်တွင်စီးပွားရေးလုပ်ငန်းရှင်200ဦးခန့်မှစုစည်းညီနိုင်ကစီးပွားရေးလုပ်ငန်းမျိုးစုံပါဝင်သောဆန်ဆက်လုပ်ငန်းစီဆက်လုပ်ငန်းတွင်ခုံလုပ်ငန်းဝက်ရှော့လုပ်ငန်းအမုတ်ကျိတ်ဆက်လုပ်ငန်းတိုင်းသားရိုးရာရကန်းစင်များပြိဘောဂဆက်ယုံများတင်းနေတစ်ချောတယ်ဆက်များတီးနံ6ခန့်ဆက်များတတုတန်းစင်ဆက်ယုံများပုတ်သေးကြလုပ်ငန်းများတံပန်းတကားလုပ်ငန်းများအိမ်မိုးသွတ်လုပ်ငန်းများလေယာသုံးပစ္စည်းထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများစားတောက်စိတ်လုပ်ငန်းများအပါအဝင် KDB ကာရာအိုကေစိတ်များဖြင့်စီကားသိမ့်မိတ်စွာပြည်သူလူထုနှင့်အလုပ်သမားများလုပ်ငန်းရှင်များကြည်နူးပျော်ရွှင်စွာဖြင့်ဒေသတုံးခုံတိုးမြင့်ခြင်းလုပ်ငန်းများကိုစုပေါင်းဆောင်ရွက်နိုင်ခဲ့ကြပါတယ်ခင်ဗျာသို့ပါတော့လဲကျွန်တော်တို့2019-2020ကိုဗစ်ရောဂါနဲ့2021-2023ခုနှစ်များ၌ဒေသတွင်းနိုင်ငံရေးမတည်ငြိမ်မှုများကြောင့်စက်မှုဆောင်တွင်းရှိစီးပွားရေးလုပ်ငန်းထုတ်ကုန်ပစ္စည်းများစက်ရုံအဆောက်အဦများစွာပျက်စီးဆုံးရှုံးခဲ့ရပြီးစက်ရုံတော်တော်များများမှာလည်းပိတ်သိမ်းခံရကအလုပ်သမားများအလုပ်လက်မဲ့ဖြစ်၍လုပ်ငန်းရှင်များမှာလည်းထိခိုက်နစ်နာဆုံးရှုံးမှုများ
ဖြစ်ပေါ်ခဲ့သဖြင့်2024-2025ခုနှစ်များတွင်ကယားပြည်နယ်ပြန်လည်အေးချမ်းစွာကာလ၌စီးပွားရေးလုပ်ငန်းရှင်65ဦးခန့်သာကျန်ရှိတော်သည်ကိုဝမ်းနည်းဖွယ်ရာတွေ့မြင်ရမှာဖြစ်ပါတယ်ခင်ဗျာလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာယခုအချိန်တွင်ပြည်သူလူထုရွေးချယ်တင်မြှောက်လိုက်သောအစိုးရအဖွဲ့နှင့်လွှတ်တော်ဖွဲ့စည်းများပေါ်ပေါက်လာပြီးဖြစ်ရာအထက်ပါဆုံးနစ်နာမှုများပေါ်ပြန်လည်အကျိုးကျေးဇူးရရှိခံစားနိုင်စေရေးအတွက်လွယ်ကော်မြို့စက်မှုဇုံ1တွင်၌စက်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်စက်မှုလုပ်ငန်းများစက်ရုံလုပ်ငန်းများပြန်လည်လည်ပတ်ဆောင်ရွက်သွားနိုင်စေရန်ရည်ရွယ်၍လက်ရှိဘဏ္ဍာရေးနှင့်2026-29ကယားပြည်နယ်ခွင့်ပြုရန်ပုံငွေများဖြင့်အောက်ပါလမ်းလုပ်ငန်းများနှင့်လက်ရှိမြေလင်းရေးလုပ်ငန်းများကိုဖြည့်ဆွဲဆောင်ရွက်ပေးလက်ရှိသည်ကိုလည်းစစ်စစ်တွေ့ရှိရမှာဖြစ်ပါတယ်။ဥက္ကဋ္ဌကြီးခင်ဗျာပါဝါပွိတ်အသုံးပြုခွင့်ပြုပါခင်ဗျာဒီပုံကတော့ကျွန်တော်တို့စက်မှုဆောင်တွင်မှာကတ္တရာလမ်းများဖောက်လုပ်ဆောင်ရွက်ထားရှိတဲ့မြေပုံကိုဒါအကြမ်းပြင်းရွေးဆဲတင်ပြထားတာဖြစ်ပါတယ်ခင်ဗျာလန္ဒရာများလုပ်ငန်းနေဖြစ်ကျွန်တော်တို့လက်ရှိ2026-29ဘဏ္ဍာရေးနှစ်မှာဆောင်ရွက်ခဲ့တဲ့လမ်းများဆိုလို့ရှိရင်အမှတ်1လမ်းနဲ့အမှတ်6လမ်းတွင်ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း2ခုအမှတ်12လမ်းနဲ့အမှတ်12လမ်းတွင်ကတ္တရာထပ်ပိုးလွှာခင်းခြင်းနဲ့လမ်းဘေးဝဲရာ3ပေစီချက်ချင်းလုပ်ငန်း2ခုအမှတ်14လမ်းတွင်ကတ္တရာထပ်ပိုးလွှာခင်းခြင်းနဲ့လမ်းဘေးဝဲရာ3ပေစီချက်ချင်းလုပ်ငန်း3ခုအမှတ်10လမ်းတွင်ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့်လမ်းဘေးဝဲရာ3ပေစီချက်ချင်းလုပ်ငန်း2ခုအမှတ်19လမ်း၌ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့်လမ်းဘေးဝဲရာ3ပေစီချက်ချင်းလုပ်ငန်း1ခုအမှတ်12လမ်းမှာအမှတ်17လမ်းဆောင်ထိ1100ပေကြောက်စီရထုံမြောင်းဖောက်လုပ်ခြင်းလုပ်ငန်း1ခုစက်မှုစုံလမ်းများပေါ်ရှိပေါက်ကားပတ်အစင်း30တိဆောက်ခြင်းလုပ်ငန်း1ခုစုစုပေါင်းလုပ်ငန်း12ခုအတွက်ပြည်내ရန်ပုံငွေမှကျပ်သားပေါင်း1959.586တန်းထိသုံးစွဲခဲ့ပါတယ် next ဒီပုံကတော့ကျွန်တော်တို့စက်မှုစုံအတွင်းမှာလက်စစ်လုပ်ငန်းအနေနဲ့ transfer 3လုံးတက်ဆင်ပေးထားခြင်းနဲ့ဓာတ်အားလိမ်များတက်ဆင်ဆက်သွယ်ထားမှုအခြေအနေကိုဖော်ပြထားခြင်းပဲဖြစ်ပါတယ်ခင်ဗျာလက်စစ်လုပ်ငန်းတွင်လည်းကျွန်တော်တို့မတ်17လမ်းနဲ့အမှတ်14လမ်းဆောင်တောင်းတွင်နေရာ KBA transfer တစ်လုံးတိဆောက်ခြင်းနဲ့400ဘူအားလိမ်3.95မိန်အားပြန်လည်ပြုပြင်တိဆောက်ခြင်းလုပ်ငန်းကို2026-2029ဘဏ္ဍာရေးနှစ်စုစုပေါင်းငွေကျ1190.3နှစ်တန်သုံးစွဲထားသည့်ကိုတွေ့ရှိရမှာဖြစ်ပါတယ်ခင်ဗျာထို့အပြင်အမှတ်10လမ်းနဲ့အမှတ်17လမ်းတောက်အမှတ်15လမ်းနဲ့အမှတ်16လမ်းတောက်လမ်းဆောင်တောင်းတို့တွင်လည်းနေရာ KBA transfer နှလုံးဖြင့်400ဘူတာအားလိမ်1.85မိန်အားရခင်တိဆောက်ပေးထားရှိပြီလည်းဖြစ်ပါတယ်ခင်ဗျာပေါ်ပြပါကတ္တရာလမ်းများအားဘယ်ညာ3ပေစီတိုးချက်ခြင်းကတ္တရာထပ်ပိုးလွှာများခင်းခြင်းဘောက်ကားပတ်များဆောက်လုပ်ဆောင်ရွက်ပေးရခြင်းမှာကျွန်တော်တို့စက်မှုလုပ်ငန်း3ယင်ကြီးရင်ငယ်များဝင်ထွက်သွားလာရ၌အစဉ်ပြေချောမွေ့စေရေးနှင့် transport များတအားလိမ်များတိုးချက်တက်စစ်တီဆောက်ပေးရခြင်းရဲ့ရည်ရွယ်ချက်မှာစက်မှုလုပ်ငန်းနှင့်စက်ရုံများပြန်လည်ပတ်ရ၌ပါဝါမီတာများတက်ဆင်အသုံးပြုရတွင်မီးအစဉ်သက်ရရှိစေရန်ရေရှည်အကျိုးစီးပွားကိုရည်ရွယ်၍ဆောင်ရွက်ပေးထားခြင်းလည်းဖြစ်ပါတယ်ခင်ဗျာဥက္ကဋ္ဌကြီးခင်ဗျာထို့သောဆောင်ရွက်ပေးထားခဲ့တော်လဲလက်ရှိအခြေအနေတွင်လွယ်ကော်မြို့စက်မှုဇုံ၌အောက်ပါစက်မှုလုပ်ငန်း9ခုသာလာရောက်လုပ်ကိုင်ဆောင်ရွက်နေသေးသည်ကိုစစ်စစ်တွေ့ရှိရမှာဖြစ်ပါတယ်အဲ့ဒီလုပ်ငန်းတွေကတော့ထိန်အောင်လင်းဆန်ဆက်ဆွေဆိုင်အိမ်ပြိဘောကလုပ်ငန်းပိုအိုပီစီဆက်ဆွေမင်းစီဆက်ဝင်းရတနာလေယာ3စက်ကရိယာထုတ်လုပ်ရောင်းချရေးစတားဖက်မလီပြိဘောကလုပ်ငန်းဆွေတောင်ဝင်းအုပ်ပလောက်လုပ်ငန်းဆွေထိတ်တော်ဝင်အုပ်ပလောက်လုပ်ငန်းဆွေလွယ်ကော်ပြိဘောကနဲ့ဆေးမုတ်လုပ်ငန်းစသည့်လုပ်ငန်း9ခုပဲဖြစ်ပါတယ်လွတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာလွယ်ကော်စက်မှုစုံတွင်အထက်ပါစက်မှုလုပ်ငန်း9ခုသာလေပတ်ဆောင်ရွက်တွားမီဆိုပါကပြည်내ဆိုရမှဖြည့်ဆည်းဆောင်ရွက်ပေးလက်ရှိသောလမ်းလုပ်ငန်းလက်စစ်လုပ်ငန်းများဤကုန်ကြစိတ်များမှာမန်းချက်နှင့်နန်းထွက်မကိတ်ညီပဲတဲသေးရည်သွန်အလဟတဆုံးတကယ်သို့ဖြစ်နေပြီးမကြာမီခြုံတဲ့ပိတ်ပေါင်းများထူထပ်စွာပေါရောက်၍မတမာသူတို့ဤခိုးယူဖြည့်ဆည်းခြင်းခံရပွဲအခြေအနေကိုတွေးမြင်ရမှာဖြစ်ပါတယ်တို့ဖြစ်ပါသောကြောင့်ရင်းကဲ့သို့ဆုံးမှုမျိုးမဖြစ်စေရေးအတွက်တော်၎င်း
အလုတ်သမားများအလုတ်ကိန်းစင်ပြေစေရေးအတွက်တော်၎င်းပြည်내ဖွံ့ဖြိုးတိုးတက်မှုပုံမှန်မြန်ဆန်စေရေးအတွက်တော်၎င်းရခိုင်စက်မှုစုံကဲ့သို့စက်မှုလုပ်ငန်းစက်ရုံလုပ်ငန်းများအားလုံးပြန်လည်ပတ်နိုင်စေရနှင့်လုပ်ငန်းရှင်များအားလုံးပူးပေါင်းပါဝင်လာနိုင်စေရေးအတွက်စီယုံဆောင်ရွက်မိနီလန်းများနှင့်စနစ်တကျအကောင့်ထဲပေါ်ဆောင်ရွက်မိအစီအမံများယာထားတတ်မှတ်ဆောင်ရွက်ရေးဆွဲဆောင်ရွက်သွားရန်အစီအစဉ်ရှိမရှိရှိပါကမိသည့်အချိန်တွင်မိကဲ့သို့ဆောင်ရွက်ပေးသွားမည်ကိုသိရှိလိုပါကြောင်းနှင့်မရှိပါကမိသည့်အတွက်ကြောင့်ဖြစ်သည်ကိုသိရှိလိုပါကြောင်းပြည်သူများကိုစားမေးမြန်းအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ရှာတော်မြို့နယ်ကိုယ်စားလှယ်အမတ်နဲ့ဦးစိုးညို့၏မေကုန်းကိုလက်စစ်စွမ်းရင်စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကဖြေကြားရန်ဖြစ်ပါတယ်လေးစားပါတော့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်တော်ကတော့ကြားပြည်နယ်အစိုးရအဖွဲ့ဝင်လက်စစ်စွမ်းရင်စက်မှုနဲ့လမ်းမဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးဦးရဲဝင်းဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာကြားပြည်နယ်ရိုက်ကော်မြို့စက်မှုစုံအပိုင်း1တွင်လုပ်ငန်းရှင်များမှလုပ်ငန်းများပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက်စီယုံဆောင်ရွက်သည့်နည်းလမ်းများအနေဖြင့်လုပ်ငန်းရှင်များ၏အခက်အခဲများအနက်ငွေကြေးလိုအပ်ချက်အားနိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေမှထုတ်ချေပေးနိုင်ရေးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းစီယုံဆောင်ရွက်ခဲ့ရာတင်ပြလျှောက်ထားလာသည့်လုပ်ငန်းရှင်8ဦးအားလုပ်ငန်းများအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးအတွက်နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေမှကျပ်380တန်းထုတ်ချေပေးခဲ့ပါတယ်။ဒါ့အပြင်တစ်ချောတဲ့နှင့်တစ်ပါလွာထုတ်လုပ်ရေးလုပ်ငန်းများအတွက်စက်မှုကုန်ကြမ်းများရရှိနိုင်ရေးလုပ်ငန်းရှင်များအားပြည်내တစ်တော်ဦးစီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်ပေးခြင်းစသည့်နည်းလမ်းများဖြင့်လုပ်ငန်းရှင်များအားစီယုံဆောင်ရွက်လျက်ရှိပါတယ်။ကြားပြည်နယ်ရိုက်ကော်မြို့စက်မှုစုံအပိုင်း1သည်169.46ဧကကျယ်ဝန်းပါတယ်။ရင်းစက်မှုစုံသည်100ပေအမြောက်100ပေပတ်လည်မြေကွက်ပေါင်း984ကွက်ဖော်ထုတ်ခဲ့ပြီး2009ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပါတယ်။လက်စစ်မီရရှိရေးအတွက် 5MVA ဓာတ်အားခွဲရုံမှတစ်ဆင့်315 kVA transformer 8ရုံနဲ့လုပ်ငန်းရှင်ပိုင်315 kVA transformer 8ရုံစုစုပေါင်း16ရုံတပ်ဆင်ပြီးလုပ်ငန်း150ခုလက်စစ်အသုံးပြုမှုပမာဏ3280ကီလိုဝတ်ဖြင့်လုပ်ငန်းများအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပါတယ်2023ခုနှစ်နယ်မြေအခြေအနေကြောင့်လုပ်ငန်းအားလုံးရပ်ဆိုင်းခဲ့ရပြီးကာလတန်ဖိုးအဖြစ် 5MVA ဓာတ်အားခွဲရုံတစ်ရုံကျပ်တန်း4000 315 kVA transformer 16ရုံကျပ်တန်း1960လျှပ်ဖို့ဓာတ်အားလိုင်း9.8မိုင်ကျပ်တန်း2320စုစုပေါင်းကျပ်တန်း8080ခန့်ပျက်စီးဆုံးရှုံးခဲ့ပါကြောင်းနှင့်ပုဂ္ဂလိကစေယုံကြီးလုပ်ငန်းရှင်10ဦး၏တိဆောက်တပ်ဆင်ထားသောအဆောက်အဦနှင့်စက်ပစ္စည်းတန်ဖိုးကျပ်တန်း9000ခန့်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်2023ခုနှစ်နောက်ပိုင်းလုပ်ငန်း65ခုမှာပုဂ္ဂလိကစက်မှုမှတ်ပုံတင်တက်တန်းရှိလုပ်ငန်းများဖြစ်တော်လဲ2024 2025ဘဏ္ဍာနှစ်မှာဝေကော်စက်မှုစုံပြန်လည်ပတ်နိုင်ရေးအဓိကခြုံနဲ့မိုင်းများရှင်းလင်းပြီးလမ်းများကောင်းမွန်စေရေးနှင့်လက်စစ်မီရရှိရေးတို့ကိုပြည်내အစိုးရအဖွဲ့မှဆောင်ရွက်ပေးခဲ့ပါတယ် 5MVA ဓာတ်အားခွဲရုံမှာပျက်စီးသွားသည့်အတွက်ခရမ်းတာယာဓာတ်အားခွဲရုံမှာတစ်ဆင့်စက်မှုစုံ၌100 kVA transformer နှလုံးတပ်ဆင်ပြီးလုပ်ငန်း6ခု
လက်စစ်အသုံးပြုမှုပမာဏ129 HP ဖြင့်လုပ်ငန်းများအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ခဲ့ပါတယ်2026-2029ဘဏ္ဍာနှစ်မှာစက်မှုဇုံဥပဒေအရစက်မှုဇုံများရှိလုပ်ငန်းများအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးအတွက်စက်မှုလုပ်ငန်းနှင့်စက်မှုဇုံဖွံ့ဖြိုးတိုးတက်ရေးဘိုးကော်မတီကြားပြည်နယ်စက်မှုဇုံဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီနှင့်လွိုင်ကော်စက်မှုဇုံစီမံခန့်ခွဲရေးကော်မတီများပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါတယ်။နေ့6လ2026ရက်နေ့မှာကြားပြည်နယ်ခမ်းမ၌ကျင်းပပြုလုပ်သည့် MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင်လုပ်ငန်းရှင်များ၏အခက်အခဲများအားမေးမြန်း၍ဖြည့်ဆည်းစည်းရုံးဆောင်ရွက်ပေးခြင်း24ရက်9လ2026ရက်နေ့တွင်ပြည်내အစိုးရအဖွဲ့ပြည်내ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည်စက်မှုဇုံတို့တွားရောက်ကွင်းဆင်းခဲ့ပြီးမလည်ပတ်နိုင်သေးသည့်လုပ်ငန်းများအားအများဆုံးပြန်လည်ဆောင်ရွက်နိုင်၍ကွင်းဆင်းစည်းရုံးပေးခဲ့ပါတယ်ပြည်내အစိုးရအနေဖြင့်လုံခြုံရေးအခြေအနေတိုးတက်ကောင်းမွန်လာပါကဘဏ္ဍာနှစ်အလိုက်လုပ်ငန်းများပြန်လည်လုပ်ကိုင်နိုင်ရေးလိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီးဒေသဖွံ့ဖြိုးရေးအထွေထွေကိစ္စရပ်များအတွက်တစ်ချောထဲလုပ်ငန်းဝါတူလုပ်ငန်းတဘဝမျိုးစာလုပ်ငန်းတိရစ္ဆာန်အစာစလုပ်ငန်းတီးနှံအချောက်ခံလုပ်ငန်းဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းထုတ်လုပ်ရေးလယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးလုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်းဖြေကြားအပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆက်လက်ပြီးဘောလကဲမြို့နယ်ကိုယ်စားလှယ်အမတ်နဲ့ဦးစောတိတီကမေကွန်မေမြန်းရန်ဖြစ်ပါတယ်တရားလာကြတဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့တကွပြည်내လွှတ်တော်ကိုယ်စားလှယ်များဖိတ်ကြားထားတဲ့ဧည့်သည်များအားလုံးမင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်တာပြောကြားလိုပါတယ်ကျွန်တော်ကတော့ဘောလကဲမြို့နယ်ပြည်내ကိုယ်စားလှယ်အမတ်နဲ့ဦးစောတိတီပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ပြည်သူများကိုစားကျွန်တော်ကျဲဝင်ပြမေကွန်မိမြန်ရမှာဖြစ်ပါမယ်ကျွန်တော်တို့နိုင်ငံတော်ပိုင်းပစ္စည်းနဲ့ပြည်သူများဤပစ္စည်းများကိုခိုးနေသူများခိုးရပါပစ္စည်းများအားလက်ခံဝယ်ယူနေများပေါ်မိကဲတို့အရေးယူဆိုင်ရသားမိကိုထိရှိလိုတဲ့မိကွန်းကိုကျွန်တော်ကနေပြီးတော့မိမြန်သွားမှာဖြစ်ပါတယ်။ကြားပြည်နယ်အားဆိုရင်ဒီတချိန်ကအတည်ငြိမ်အေးချမ်းသာလာပါပြီးရာဇဝတ်မှုများမှလည်းဖြစ်ပါမှုနေပါပြီးတော့ပြည်သူများစိတ်လက်ကြည်လင်စွာစိတ်ချမ်းသာကိုယ်ချမ်းသာဖြင့်အေးချမ်းစွာနေထိုင်ခဲ့ကြပါတယ်။2023ခုနှစ်အကြမ်းဖက်တောင်ကျမ်းသူများမှမြို့ရွာတွေကိုဝင်ရောက်တိုက်ခိုက်ပြီးပြည်သူများအားနေထိုင်ခြင်းမပြုရညှိထုတ်ခဲ့ရာဌာနဆိုင်ရာများ၏ရုံတုံးဆက်ကိရိယာများပြည်ဘောကများမော်တော်ဆိုင်ကယ်နှင့်မော်တော်ယာဉ်များလူယူသည့်အပြင်ပြည်သူများ၏ပစ္စည်းများကိုလည်းလူယူတွားခဲ့ကြပါတယ်။တမတော်မှအကြမ်းဖက်တောင်ကျမ်းသူများကိုတိုက်ခိုက်ချေမှုပြီးမြို့ရွာများကိုပြန်လည်ထိန်းချုပ်ကာလုံခြုံစိတ်ချသောမြို့ရွာရပ်ကွက်များတို့ပြည်သူများအားပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုခဲ့ပါတယ်။အချို့သောရပ်ကွက်ကျေးရွာများသည်လုံခြုံရေးအရာတော်၎င်းမိုင်းများရှင်းလင်းရန်လိုအပ်သည့်အတွက်၎င်းလက်တော်လောပြည်သူများအားပြန်လည်ဝင်ရောက်နေထိုင်ခွင့်အားခေတ္တဆိုင်းငံ့ထားခဲ့ပါတယ်။ရင်းတို့လုံခြုံရေးအရာလက်တော်လောဝင်ရောက်ခွင့်မပြုသေးသောရပ်ကွက်ကျေးရွာများတွင်တို့မတမာသောတခိုးတဝက်များဟာနီလာပေါင်းစုံဖြင့်တားမြစ်ထားသောရပ်ကွက်ကျေးရွာတွင်တို့ဝင်ရောက်ပြီးလက်စစ် transport များမိကျိုးများပြည်သူများ၏အသုံးဆောင်ပစ္စည်းများအပြင်အိမ်တကားပြင်တင်းပေါက်ဝင်းချတကားများတမကအိမ်မိုးတပံမကြံဖြုတ်ခိုးနေပါတဲ့ဖြင့်အိမ်ရှိများကြားတိတိခါများစွာစိတ်နှလုံးကြည်ကွယ်ခဲ့ရပါတယ်။ခိုးယူသည့်ပစ္စည်းများသည့်အသေးအမွှားမဟုတ်သည့်အတွက်ရင်ကြီးရင်ငယ်အမျိုးမျိုးဖြင့်လုံခြုံရေးအရာတားမြစ်သည့်ကြားမှပင်တည်ထုတ်နိုင်ခဲ့ကြပါတယ်။အထူးသဖြင့်လက်စစ် transformer 11 kV line မိကျိုကဲ့သို့နီးပညာမြင့်မားသည့်ပစ္စည်းများအားနေညမရွေခိုးဖြုတ်နေသူများသည်တာမန်ပုဂ္ဂိုလ်မှဆောင်ရွက်နိုင်မည်မဟုတ်ဘဲ
၎င်းလုပ်ငန်းနှင့်ဆောင်ရွက်ခဲ့သည့်တူတာဆောင်ရွက်နိုင်ပါမယ်၎င်းကဲ့သို့ကျွမ်းကျင်သည့်ပုဂ္ဂိုလ်များအားလွိုင်ကော်မြို့အတွင်းပြန်လည်စစ်ဆေးပြီးထိရောက်စွာအရေးယူဆောင်ရွက်တင်ပါတယ်ပျောက်ဆုံးသွားသော transformer နှင့်မီးလိုင်းများအားအစားထိုးရန်အတွက်ပြည်ထောင်စုရန်ပုံငွေကျပ်သန်း3614.969ပြည်내ရန်ပုံငွေကျပ်သန်း9363.2တန်စုစုပေါင်းကျပ်သန်း1980.243ဖြင့်2026-2029ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်ရန်စီစဉ်လျက်ရှိပါသည်ရင်းတို့တန်ပေါင်းများစွာပြန်လည်ပြုပြင်ပြီးပါကထမ်းမှန်ခိုးယူမှုမဖြစ်စေရေးအတွက်ခိုးယူခဲ့သူများအားစုံစမ်းဖော်ထုတ်ရန်လိုအပ်ပါတယ်ပြည်သူများ၏အသုံးဆောင်များပြည်ဘောကများတကားရွက်များပြည့်တင်းပေါက်များဝင်းတကားများကိုမျိုးပေါ်နှင့်ပတ်ဝန်းကျင်မှတခိုးပစ္စည်းများအားအောက်ဈေးဖြင့်ဝယ်ယူပြီးအဆင့်မြင့်သည့်ပြည်ဘောကများအဖြစ်ပြန်လည်မွမ်းမံကပြည်내ပြင်ပတို့ရင်များဖြင့်ပြန်လည်ရောင်းချနေသည်ကိုသိရှိရပါတယ်အချို့သောပိုင်ရှင်များသည်မိမိပစ္စည်းများကိုပြန်လည်ရှာဖွေတွေ့ရှိတော်များလဲပြန်ပေးခြင်းမရှိဘဲမိမိပစ္စည်းအားတင့်ရန်ဈေးဖြင့်ပြန်လည်ဝယ်ယူနေရပါတယ်၎င်းခိုးရပါပစ္စည်းများအားကိုတောင်တဲ့အမြောက်များထားရှိပြီးပြုပြင်ရောင်းဝယ်နေတော်လဲယနေ့အထိသက်ဆိုင်ရာမှအရေးယူခြင်းမရှိဘဲတရားဝင်လုပ်ငန်းကဲ့သို့ဆောင်ရွက်နေပါတယ်ရင်းတို့ဈေးကွက်အားနှိမ်နှင်းခြင်းမပြုပါကရက်ကွက်ကြေးရအတွင်းပစ္စည်းများပျောက်နေမည်ဖြစ်ပါတယ်တို့ပြပါ၍နိုင်ငံတော်ပစ္စည်းများနှင့်ပြည်သူ၏ပစ္စည်းများ၏ပစ္စည်းများကိုခွဲယူနေတဲ့သူတွေခိုးရပါပစ္စည်းများအားလက်ခံဝယ်ယူနေသူအပေါ်မိကဲ့သို့အရေးယူဆောင်ရွက်သွားမည်ကိုသိရှိလိုသည့်အတွက်ပြည်သူများကိုစားမေးခွန်းမေးရခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် ဘောလခဲမြို့နယ်ကိုယ်စားလှယ်အမတ်နဲ့ဦးစောတီတီမေကုန်းကိုလုံခြုံရေးနဲ့စာရေးဝန်ကြီးကပြန်လည်ဖြေကြားရန်ဖြစ်ပါတယ် ရေးသားပါတော့ပြည်내လွတ်တော်ဥက္ကဋ္ဌကြီးနဲ့ပြည်내လွတ်တော်ကိုယ်စားလှယ်များလေးလာသူများအားလုံးမင်္ဂလာပေါင်းနှင့်ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်တော်ကတော့ကြားပြည်내အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်ဒေသရေးရာဝန်ကြီးဌာနဝန်ကြီးဗိုလ်မှူးကြီးတန်းစိုးအောင်ဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာကြားပြည်내သည်လိုက်ကော်ခရိုင်တွင်လိုက်ကော်မြို့နယ်နှင့်ရှားတော်မြို့နယ်ဒီမော့ဆိုခရိုင်တွင်ဒီမော့ဆိုမြို့နယ်နှင့်ပရူဆိုမြို့နယ်ဘောလခဲခရိုင်တွင်ဘောလခဲမြို့နယ်နှင့်ဖာဆောင်းမြို့နယ်မဲဆဲခရိုင်တွင်မဲဆဲမြို့နယ်ဟူ၍ခရိုင်၄ခရိုင်မြို့နယ်9မြို့နယ်ဖြင့်ဖွဲ့စည်းထားရှိပါသည်2023ခုနှစ်တွင်အကြမ်းဖက်တောင်းကျမ်းသူများမှကြားပြည်내အတွင်းရှိမြို့ရွာများအားအကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှုကြောင့်ဒေသအတွင်းရှိပြည်သူများမှာနေရက်စွန့်ခွာ၍အခြားမြို့ရွာများသို့တိုက်ပွဲရှောင်တွားရောက်နေထိုင်ကြစဉ်အတွင်းအကြမ်းဖက်တောင်းကျမ်းသူများမှလမ်းတရားများအားဖျက်ဆီးခြင်းဆက်သွယ်ရေးကွန်ရက်များကိုဤမျိုးစုံဖြင့်ဖြတ်တောက်ဖျက်ဆီးခြင်းလျှက်စစ် transformer များအားဖျက်ဆီးခြင်းဌာနဆိုင်ရာအဆောက်အဦရုံးသုံးပစ္စည်းများမော်တော်ယာဉ်မော်တော်ဆိုင်ကယ်များပြည်သူလူထု၏နေအိမ်အဆောက်အဦပရိဘောကအသုံးဆောင်ပစ္စည်းများအပြင်အိမ်တကားပြတင်းပေါက်ရှံဝင်းတကားများကိုဖျက်ဆီးခြင်းခိုးယူခဲ့ခြင်းများပြုလုပ်ခဲ့သဖြင့်ပြည်သူများဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့ရပါတယ်။ကြားပြည်내ရဲတပ်ဖွဲ့အနေဖြင့်နိုင်ငံတော်ပိုင်ပစ္စည်းများနှင့်ပြည်သူများ၏ပစ္စည်းများကိုခိုးယူဖျက်ဆီးယူဆောင်သွားခဲ့သည့်အကြမ်းဖက်တောင်းကျမ်းသူများနှင့်ခိုးဆိုးလူနှင့်ပြစ်မှုကျူးလွန်သူများကိုအမှုရေးဖွင့်ဆောင်ရွက်ထားရှိသည်မှာ2024ခုနှစ်တွင်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်50ကာကြီးဖြင့်
115မှု1948ခုနှစ်ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုံမှန်6ဖြင့်18မှုခိုးမှုရာဇသက်ကြီးဥပဒေပုံမှန်389 380 381ဖြင့်12မှု2025ခုနှစ်တွင်အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်50ကဖြင့်96မှု1948ခုနှစ်ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုံမှန်61ဖြင့်31မှုခိုးမှုရာဇသက်ကြီးဥပဒေပုံမှန်389 380 381ဖြင့်73မှုခိုးရာပါပစ္စည်းလက်ခံသည့်ရာဇသက်ကြီးဥပဒေပုံမှန်411ဖြင့်3မှု2026ခုနှစ်တွင်အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်50ကဖြင့်25မှု1948ခုနှစ်ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုံမှန်61ဖြင့်3မှုခိုးမှုရာဇသက်ကြီးဥပဒေပုံမှန်389 380 381ဖြင့်10မှုခိုးရာပါပစ္စည်းလက်ခံသည့်ရာဇသက်ကြီးဥပဒေပုံမှန်411ဖြင့်5မှု2024ခုနှစ်မှ2026ခုနှစ်ထိအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်50ကဖြင့်236မှု1948ခုနှစ်ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုံမှန်61ဖြင့်52မှုအမှုဖြင့်တရားစွဲဆိုခဲ့ပြီးတရားခံကြား38ဦးမ2ဦးဘောင်း40ဦးခိုးမှုရာဇသက်ကြီးဥပဒေပုံမှန်389 380 381ဖြင့်35မှုအမှုပွင့်တရားစွဲတင်ခဲ့ပြီးတရားခံကြား36ဦးမ9ဦးဘောင်း43ဦးခိုးရာပါပစ္စည်းလက်ခံသည့်ရာဇသက်ကြီးဥပဒေပုံမှန်411ဖြင့်10မှုအမှုပွင့်တရားစွဲဆိုခဲ့ပြီးတရားခံကြား4ဦးမ4ဦးဘောင်း8ဦးခိုးမှုကျူးလွန်သူနှင့်ခိုးရာပါပစ္စည်းလက်ခံသူတရားခံစုစုပေါင်းကြား88ဦးမ73ဦးဘောင်း92ဦးအားစုံစမ်းဖော်ထုတ်အရေးယူနိုင်ခဲ့ပါတယ်လက်တလောအနေဖြင့်ခိုးရာပါပစ္စည်းလက်ခံဝယ်ယူသူများဖြစ်သည့်ဇော်ဝင်းမောင်36နှစ်ဗဦးမောင်မောင်နှစ်မြင်းဆောင်လာကာနာနိုင်131 636မွတ်စလင်အစ္စလမ်အထေရောင်မက်ကမြင်းဆောင်34ဒဇင်လန်အုပ်စု9လောဓမရက်ကွက်ဒိုင်ကော်မြို့နှင့်ဒေါ်ဖြူထေ50နှစ်ဗဦးမောင်မောင်နှစ်မြင်းဆောင်လာကာနာနိုင်13839ဗမာဗုဒ္ဓအယောင်ဝယ်မြစ်စီမလန်အမှတ်လော83လောဓမရက်ကွက်ဒိုင်ကော်မြို့နှင့်ဒေါ်မြတ်ဝိရီနိုင်45နှစ်ဗဦးသိန်းနိုင်7နှစ်မြင်းဆောင်မာယာကနိုင်144843ဗမာဗုဒ္ဓအယောင်ဝယ်ကျော်ခိုင်လန်အမှတ်ဒေါ်181ဒေါ်ဓမရက်ကွက်ဒိုင်ကော်မြို့နှင့်ဒေါ်စေ58နှစ်ဗဦးပြည့်ကျော်နှစ်မြင်းဆောင်လာကာနာနိုင်343 123ဗမာဗုဒ္ဓအယောင်ဝယ်အမှတ်ခါခွေးမြင်းဆောင်56လောဓမရက်ကွက်ဒိုင်ကော်မြို့နှင့်အေမင်းသိန်းခတီဟ44နှစ်ဗဦးတောင်းညွတ်နှစ်မြင်းဆောင်လာကာနာနိုင်359 223ဗမာဗုဒ္ဓလျှက်စစ်ပစ္စည်းအဟောင်းပြုပြင်ရေးနှင်းစီလန်အမတ်ကမြင်းဆောင်36လောဓမရက်ကွက်ဒိုင်ကော်မြို့နေသူတို့9ဦးအားတပ်တေကံပစ္စည်းများနှင့်အတူဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့်ဒိုင်ကော်မြို့မှရဲစခန်းတွင်ရာဇသက်ကြီးဥပဒေပုံမှန်
411ဖြင့်အသီးသီးအမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပါတယ်။သို့ဖြစ်ပါ၍ခိုးမှုကျူးလွန်သူများနှင့်ခိုးရာပါပစ္စည်းလက်ခံသူများအားဆက်လက်ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့်မှုခင်းများရော်နှဲကြဆင်းရေးအတွက်အသိပညာပေးဟောပြောပွဲများကိုလည်းလာစဉ်တစ်လလင်အ ਨੇ ဆုံး2ကြိမ်ဒေသခံပြည်သူများကျောင်းသားကျောင်းသူများအားအသိပညာပေးဆောင်ရွက်လျက်ရှိပါတယ်။ခိုးမှုများရော်နှဲကြဆင်းရေးအတွက်တပ်မတော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍မြို့ပေါ်ရက်ကွက်များတွင်နေ့စဉ်လှည့်ကင်းရက်ကင်းဝစ်ကင်းများဆောင်ရွက်ခြင်းဧည့်စဉ်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါတယ်။နိုင်ငံတော်ပိုင်ပစ္စည်းများနှင့်ပြည်သူများ၏ပစ္စည်းများကိုခိုးယူနေသူများခိုးရာပါပစ္စည်းများအားလက်ခံဝယ်ယူနေသူများကိုမိဖက်အဖွဲ့အစည်းများရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအမာခံသတင်းပေးများနှင့်ပူးပေါင်း၍သတင်းရယူစုံစမ်းဖော်ထုတ်လျက်ရှိပြီးမြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှလည်းဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့များဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိရာဖော်ထုတ်ဖမ်းဆီးရမိပါကတည်ဆဲဥပဒေများနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းကိုဖြေကြားအပ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ခွင့်ပြုပါတယ် ကျွန်တော်တို့အနေနဲ့ယခုချိန်မှာပြည်သူတွေကမိမိတို့နေအိမ်ကိုပြန်ရင်လဲဝင်ရောက်နေထိုင်တဲ့အခါမှာမိမိတို့ရဲ့နေအိမ်များကိုပြန်လည်ပြုပြင်ဖို့လိုအပ်ပါတယ်ရခိုင်ကားဆိုရင်ကျွန်တော်တို့နေအိမ်တွေကိုပြန်လည်ပြုပြင်ပေးဖို့ဆိုရင်ကျွန်တော်တို့မြန်မာတေရောင်ဆက်ဌာန၎င်းကျွန်တော်တို့တစ်ခွဲဆဲလိုင်းစဉ်ရှိသူများ၎င်းတင်များကိုဝယ်ယူခွင့်ရရှိပါတယ်တိုးတော်လဲယခုချိန်မှာပြည်သူများကမိမိတို့ရဲ့နေအိမ်များကိုပြန်လည်ပြုပြင်ရန်အတွက်ကျွန်တော်တို့ကျွန်တော်ကြုံရလေးကိုဝယ်ယူတဲ့အခါမှာတခါတည်းကြာရင်မိမိနေရင်ပြုပြင်ရန်အတွက်အားလေးကိုတက်တော်ဦးစီးဌာနဝင်ရောက်ဖန်ဆီးဖို့ပြုမှုလျက်ရှိပါတယ်ကျွန်တော်ဆိုလိုချင်တဲ့ကယခုချိန်မှာကျွန်တော်တကားတွေပြင်တွင်းတွေကျွန်တော်တို့တွေမရှိတော့ပါဘူးကျွန်တော်တို့ဒီပြည်သူတွေရဲ့အိမ်ထဲမှာအခုချိန်မှာသူတို့ဘာတွေထပ်ပြီးတော့ခိုးတယ်လဲဆိုကျွန်တော်တို့ညံတန်းတွေရဲ့ဒိုင်းတွေရဲ့ထုတ်တွေရဲ့ရောက်တွေရဲ့ကျွန်တော်တို့ကြီးခွေတွေပါပြန်လဲပြီးတော့ထပ်ပြီးတော့ခိုးနေရရှိပါတယ်အဲ့ဒါလေးတွေလည်းရက်ွက်ထဲမှာဂိုတောင်းတစ်ဖွဲဒါလေးတွေကိုစုဆောင်းပြီးတော့တန်ပေါက်တွေနဲ့ရောင်းဝယ်နေရှိပါတယ်ဒါလေးကိုလည်းထိထိရောက်အရေးယူပေးမှုအစီအစဉ်ရှိမရှိသိရှိလူတွေအတွက်ထပ်ဆင့်မိခွန်မင်းများခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် စစ်ဆက်မေခွန်းဟာဝန်ကြီးမှဖြေကြားနိုင်ပါကဖြေကြားရန်ဖြစ်ပါတယ် လွတ်တော်ကိုယ်တည်းဆက်ဆက်မိခွန်းများအားစာဖြင့်ပြန်လည်ဖြေကြားသွားမည်ဖြစ်ပါကြောင်းတင်ပြပါ ဆက်လက်ပြီးမေဆဲမြို့နယ်ကိုယ်စားလှယ်အမတ်နှင့်ဦးစောမင်းဦးကမေခွန်းမေးများရန်ဖြစ်ပါတယ် ရောက်လာသောပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖိတ်ကြားထားသောဧည့်သည်တော်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်မင်္ဂလာပါလို့နှုတ်ခွန်းဆက်ကာရဝပြုအပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မဲဆဲမြို့နယ်မဲဆန္ဒနယ်အမှတ်2မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစောမင်းဦးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ဒီကနေ့ကျင်းပတဲ့တတိယကြိမ်ကြားပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေးရဲ့ပထမနေ့မှာငွေတောင်ဆယ်မြောင်းမကြီးမှတဆင့်လွိုက်ကော်မြို့အတွင်းသို့စီးဝင်သောညောင်ကိုင်းချောင်းအားရည်စည်းရည်လာကောင်းမွန်ပြီးစိုက်ပျိုးရည်ရရှိရန်အတွက်မြောင်းရှင်းလင်းခြင်းနှင့်နှုံးမြေများဆယ်ယူပေးခြင်းစသည်တို့ကိုဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုကြောင်းကျေပွင့်ပြမေကွန်းမေးမြန်းသွားမှာဖြစ်ပါတယ်ခင်ဗျာဒီစားအပ်ပါတော့လွတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကယားပြည်နယ်လွိုက်ကော်မြို့ပန်ကန်းရက်ကွက်အနောက်ဘက်ရှိငွေတောင်ဆယ်ရီလွဲမြောင်းမကြီးမှတဆင့်စီးဝင်လာသောမြောင်ကိုင်းချောင်းဒေသအခေါ်ကလားချောင်းမြောင်းမကြီးဟာ
ယခင်ကဒေသခံတောင်သူများစိုက်ပျိုးရေးရရှိရေးအတွက်အားထားအသုံးပြုလျက်ရှိတဲ့ဆယ်ရီတောက်မြောင်းမကြီးတစ်ခုဖြစ်ပါတယ်ခင်ဗျာတို့ရာတွင်အဆိုပါမြောင်းမှာအခြေအနေအကြောင်းမျိုးမျိုးတို့ကြောင့်ပြုပြင်ထိန်းသိမ်းမှုမရှိသည့်အတွက်ကာလကြာမြင့်လာသည်နှင့်အမျှခြုံနယ်ပေါင်းငင်များထူထပ်စွာပေါက်ရောက်ပြီးနှုံးမြေများစုပုံတိမ်ကောကရေစည်းရေလာကောင်းမွန်မှုမရှိဘဲပိတ်ဆို့လျက်ရှိရာမြောင်းမကြီးမှဓာတ်ရိုက်ရေသွယ်ယူစနစ်မိုင်နာဆက်ခွန်ရေမြောင်းအနီးနားထိသာရေရရှိပြီးစိုက်ကွင်း3နဲ့4မှာသာစိုက်ပျိုးနိုင်ကြတော်လဲစိုက်ကွင်း1နဲ့2စသည့်အောက်ဘက်ပိုင်းများ၌မိုးရေလုံလောက်စွာမရရှိခြင်းဆယ်ရေမရရှိခြင်းတို့ကြောင့်လေယာနှင့်သီးနှံများအချိန်မီထွန်ရက်စိုက်ပျိုးနိုင်ခြင်းမရှိကြသည့်အတွက်တောင်သူများအခက်အခဲများကြုံတွေ့လျက်ရှိပါတယ်ခင်ဗျာဥက္ကဋ္ဌကြီးခင်ဗျာ PowerPoint သုံးခွင့်ပြုပါခင်ဗျာဒါကတော့ကျွန်တော်တို့ပန်ကိုင်းရက်ကွက်အတွင်းကိုစီးဝင်လာတဲ့ညောင်ကိုင်းချောင်းမြောင်းမကြီးပဲဖြစ်ပါတယ်ခင်ဗျာ next ပုံမှန်တွေ့မြင်ရတာကိုကျွန်တော်တို့မြောင်းမကြီးမှာဓာတ်ရိုက်ရေသွယ်ယူစနစ်မိုင်နာဆက်ခွန်ရေသွင်းမြောင်းမဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအားကမှတစ်ဆင့်ရေရရှိပြီးစိုက်ကွင်း3နဲ့4မှာတောင်သူများသီးနှံများစိုက်ပျိုးနိုင်ကြပါတယ်ခင်ဗျာ next ဒါကတော့ကျွန်တော်မိုင်နာဆက်ခွန်နဲ့ပေ90ခန့်အကွာမှာဆယ်ရီစီးဆင်းမှုရပ်တန့်သွားတဲ့နေရာဖြစ်ပါတယ်ခင်ဗျာ next ဒါကတော့ကျွန်တော်မိုင်နာဆက်ခွန်ကြော်ပြီးတာနဲ့နှုံးမြေတွေကျဆင်းပြီးခြုံလွယ်နဲ့ပိတ်ပေါင်းများထူထပ်လျက်ရှိတဲ့နေရာဖြစ်ပါတယ်ခင်ဗျာ next ဒါတော့ကျွန်တော်မိုင်နာ18ရေသွင်းမြောင်းဖြစ်ပါတယ်ခင်ဗျာမိုင်နာ18ကနေပြီးမိုင်နာ20ခန့်ထိဆယ်ရေရရှိရင်တော့ကျွန်တော်တို့ရွာတန်းရှည်နဲ့မိုင်းလုံးမှာရှိတဲ့တောင်သူများလေယာနဲ့တီးနှံများစိုက်ပျိုးနိုင်ကြမှာဖြစ်ပါတယ်ခင်ဗျာရေစီးဆင်းမှုနည်းသွားစေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုရှိပါသေးတယ်ခင်ဗျာ next ဒါတော့ကျွန်တော်တို့မိုင်နာ18အနီးမှာမြောင်းမကြီးပေါ်မှာရှိတဲ့တန်ကူကွန်ကရစ်ကုံထုတ်တရားပဲဖြစ်ပါတယ်ခင်ဗျာတို့ပါတော့လဲ၎င်းတရားထိပ်ရှိဒုက္ခလန်းဟာမိုင်းအန္တရာယ်ရှင်းလင်းနိုင်ခြင်းမရှိသေးသည့်အတွက်ဒေသခံတောင်သူများမှာမိုင်နာ19နှစ်ပေ30ခန့်အကွာ next ကျွန်တော်တို့ပုံမှန်မြင်တွေ့ရတဲ့အတိုင်းယာယီကုံထုတ်တရားထိုးပြီးတော့အသုံးပြုနေတဲ့အတွက်အနှဲငယ်ပိတ်ဆို့၍ရေစီးဝင်မှုနှုန်းနည်းသွားရတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်ခင်ဗျာတို့ဖြစ်ပါ၍ဒေသအတွင်းစားရိတ်ခါဖူလုံရေးနှင့်ရေရှည်အကျိုးဖြစ်ထွန်းစေ၍စိုက်ပျိုးရေးလုံလောက်စွာရရှိစေ၍ရေစည်းရေလာကောင်းမွန်ရေးတို့အတွက်အဆိုပါမြောင်းမကြီးအားမြောင်းရှင်းလင်းခြင်းနှုံးမြေများဆယ်ယူဖယ်ရှားပေးခြင်းနှင့်လိုအပ်သောပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိရှိပါကမြည်သည့်ဗဏ္ဍာရေးနှင့်တွင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်းပြည်သူများကိုစားလွတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်လေးစားစွာဖြင့်မေးမြန်းအပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် မေဆယ်မြို့နယ်ကိုယ်စားလှယ်အမတ်နဲ့ဦးစော်မင်းဦးမေခွန်းကိုစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးကဖြေကြားရန်ဖြစ်ပါတယ် လေးစားပါတော့ပြည်နယ်လူတော်ဥက္ကဋ္ဌကြီးနဲ့ပြည်နယ်လူတော်ကိုယ်စားများပြည်သူများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေကြောင်းဆုမကောင်းတောင်းအပ်ပါတယ်ကျွန်တော်ကတော့စိုက်ပျိုးကြပြည်နယ်ဆိုရဖွဲ့ဝင်စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနဝန်ကြီးဦးကျိုးဆက်ကျော်ဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျကျွန်တော်အနေဖြင့်မဲဆဲမြို့နယ်ကိုယ်စားလှယ်မနစ်ပြည်သူလူတော်ကိုယ်စားလှယ်ဦးစောမင်းဦးရဲ့ငွေတော်ဆယ်မြောင်းမကြီးမှသစင်လည်းကောင်းမြို့သို့စစည်းဝင်တော်ညောက်ကိုင်း6အားရည်စည်းရည်လာကောင်းမှုပြီးစိုက်ပျိုးရေးရရှိရန်အတွက်မြောင်းရှင်းလင်းခြင်းနဲ့နှုံးမီများဆယ်ယူပေးခြင်းစသည်တို့ကိုဆောင်ရွက်ပေးရစီစီရှိမရှိရှိဘကမိတိဘာနာရင်းနေသည်ဆောင်ရွက်ပေးမိကိုသိရှိလူကြောင့်နဲ့မရှိဘကမိတိတဲ့ကြောင့်ဖြစ်သည်ကိုသိရှိလူကြောင့်ကျေပွင့်ပြမိကွန်းနဲ့ပတ်သက်ရရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်ငွေတော်ဆယ်မြောင်းဆင့်ဘကမိတဲ့စီဝတော်ညောက်ကိုင်းချောင်းရေစီးရေလာကောင်းမှုပြီးစိုက်ပျိုးရေးရရှိရရန်တွေမြောင်းရှင်းလင်းခြင်းနှုံးမီများဆယ်ယူပေးခြင်းစာလူဆောင်ရရအတွက်ဒီဆိုကနေစလီကျွန်တော်ငွေတော်ဆယ်ရေလောက်တမရေပြမြောင်းမကြီးမစစ်တ
တိုက်ရိုက်ရည်တည်ယူစနစ် -7 တိ2016-2019 ဘဏ္ဍာရေးနှစ်တွင်ပြည်내ရန်ကုန်ငွေတမ30ဆယ်မြောင်းတသမ90အောက်မှဌာနအစီအစဉ်ဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများထဲမှာပါဝင်ဖြစ်၍လုပ်ငန်းများကိုဆက်လက်ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ကိုယ်အမတင်းနှစ်အောက်ပိုင်းမှာရှိတဲ့လေမြေများကိုရေရရှိရန်အတွက်ရေပေးမြန်မာကြီးပြည်တိုင်36,500မှ44,000အတွင်း -18 မြောင်းမှ -20 မြောင်းအထိပုံစံကျပြုပြင်ချင်းလုပ်ငန်းများကို2019-2018ဘဏ္ဍာရေးမှာလျာထားဆောင်ရွက်တော်မူဖြစ်ပါကြောင်းပြည်내လူတော်ကိုယ်စားလှယ်ရဲ့အမိကိုဖြေကြားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် စီစဉ်6ဖြစ်ပါတယ်ဒီမော့ဆိုမြို့နယ်မဲဆန္ဒနယ်ပြည်내လွတ်တော်ကိုယ်စားလှယ်အမတ်တဲ့ဦးစိုးတွေကကယားပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းချမှတ်ဆောင်ရွက်ရာ၌ဒေသနဲ့ကိုက်ညီတဲ့တန်ဖိုးတက်တန်ဖိုးနည်းအိမ်ယာများစောက်လုပ်နိုင်ရေးအတွက်နေ့စဉ်ဘဏ္ဍာငွေအရတုံးဆိုင်ရာထားချက်တင်သွင်းစဉ်တွင်လိုအပ်သောဘဏ္ဍာရန်မုံငွေကိုဘဏ္ဍာရေးနှင့်လိုက်ထက်တွင်းပါဝင်စေပြီးခွင့်ပြုရရှိသည့်ပြည်내ဘဏ္ဍာရန်မုံငွေဖြင့်ပြည်သူနေအိမ်များဆောက်လုပ်ပေးခြင်းနဲ့နေရာချထားပေးခြင်းတို့အားစနစ်တကျအကောင့်ထဲပေါ်ဆောင်ရွက်ပေးရန်ကယားပြည်내အစိုးရအဖွဲ့အားတိုက်တွန်းကြောင်းအဆိုကိုပေးပို့ထားပါတယ်ပြည်내လွတ်တော်ကိုယ်စားလှယ်ဦးစိုးတွေက၎င်းအဆိုကိုလွတ်တော်တို့တင်သွင်းဖို့ဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါခင်ဗျာဥက္ကဋ္ဌကြီးခင်ဗျာလွတ်တော်မှာနှုတ်ခွန်းဆက်တာစကားကိုကြားဘာသာစကားဖြင့်ပြောကြားခွင့်နှုတ်ဆက်ခွင့်ပြုပါရခွင့်တောင်းခါပါတယ်ခင်ဗျာပြုပါတယ် တေရဘက်တမိုဘယ်စီဘိုးတဖဲဥက္ကဋ္ဌကြီးခင်ဗျာလွတ်တော်ဥက္ကဋ္ဌနဲ့တကွလွတ်တော်ကိုယ်စားလှယ်များအားလုံးတရှိပြီဖြစ်တဲ့အတိုင်းကျွန်တော်တို့ကယားပြည်နယ်မှာ2021ခုနှစ်နောက်ပိုင်းဖြစ်ပွားခဲ့တဲ့အစည်းအဝေးပဋိပက္ခကြောင့်ပြည်သူပိုင်အဆောက်အအုံများဖြစ်ကြတဲ့ဌာနဆိုင်ရာရုံးများလမ်းများတရားများဆက်သွယ်ရေးနဲ့လက်စစ်စီးရုံစည်းခန်းများဈေးများတက္ကသိုလ်များစာသင်ကျောင်းများဘာသာရေးဆိုင်ရာအဆောက်အဦများပျက်စီးဆုံးရှုံးခြင်းအပြင်ပြည်သူ၏အိုးအိမ်ပျက်စီးဥစ္စာများတည်လဲပျက်စီးဆုံးရှုံးများပြားခဲ့သည်ကိုလွတ်တော်ကိုယ်စားလှယ်တော်ကြီးအမတ်မင်းများမြင်တွေ့ကြားသိပြီးဖြစ်ပါတယ်တို့ဖြစ်ပါ၍မိမိအနေဖြင့်ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ကယားပြည်နယ်သူပြည်နယ်သားများ၏ရေရှည်အကျိုးစီးပွားကိုရှေ့ရှုပြီးမိမိလွတ်တော်ကိုယ်စားလှယ်တူအနေဖြင့်အဆိုတရားကိုလွတ်တော်သို့တင်သွင်းသွားမှာဖြစ်ပါတယ်အဆိုမှာကယားပြည်နယ်အတွင်းပါဝါပိုက်ထိုးပေးပါခင်ဗျာကယားပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းချမှတ်ဆောင်ရွက်ရ၌ဒေတာနှင့်ကိုက်ညီသောတန်ဖိုးတစ်တန်ဖိုးနည်းအိမ်ယာများဆောက်လုပ်နိုင်ရေးအတွက်နေ့စဉ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာယာထားချက်တင်သွင်းစဉ်တွင်လိုအပ်သောဘဏ္ဍာရန်ပုံငွေကိုဘဏ္ဍာရေးနှင့်အလိုက်ထက်တွင်ပါဝင်စေပြီးခွင့်ပြုရရှိသည့်ဒီနယ်ဘဏ္ဍာရန်ပုံငွေဖြင့်ပြည်သူနေအိမ်များဆောက်လုပ်ပေးခြင်းနှင့်နေရာချထားပေးခြင်းတို့အားစနစ်တကျအကောင့်ထဲပေါ်ဆောင်ရွက်ပေးရန်ကယားပြည်နယ်အစိုးရအဖွဲ့အားတိုက်တွန်းကြောင်းအဆိုဖြစ်ပါတယ်ခင်ဗျာဥပဒေကြီးခင်ဗျာကယားပြည်နယ်ကယားဒေသအတွင်းရှိနိုင်ငံပိုင်အဆောက်အဦများအများပြည်သူတို့နှင့်သက်ဆိုင်သောအဆောက်အဦများပြန်လည်တည်ဆောက်ရေးလုပ်ငန်းနဲ့ဆက်လင်းပြီးတော့ရခိုင်ဘဏ္ဍာရေးနှစ်များနဲ့လက်ရှိဘဏ္ဍာရေးနှစ်တွေမှာဆိုရင်
ပြည်ထောင်စုဗန္ဒာရပုံငွေနဲ့ပြည်နယ်ဗန္ဒာရပုံငွေများဖြင့်လုပ်ငန်းအတစ်တည်ဆောက်ခြင်းပြန်လည်ပြုပြင်ဆောက်လုပ်ခြင်းကိုပြည်ထောင်စုအစိုးရအဖွဲ့ပြည်နယ်အစိုးရအဖွဲ့ကလက်တွေ့ဖော်ဆောင်ပေးလက်ရှိပါတယ်။ယခင်ဗန္ဒာရေးနှစ်မှာပြည်နယ်ဗန္ဒာရပုံငွေဖြင့်လွယ်ကော်မြို့နယ်အတွင်းရှိမြို့ပေါ်ရပ်ကွက်တို့၌ပြန်လည်ဝင်ရောက်နေထိုင်ကြသောပြည်သူများအတွက်နေထိုင်ရာနေအိမ်90လုံးကိုဆောက်လုပ်ပေးပြီးသက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများကစစ်နေရာချထားပေးခိုင်နိုင်ခဲ့သဖြင့်ရပ်ကွက်မှမြို့ပြနေပြည်သူအချို့သည်မူလနေရာသို့အခြေချနေထိုင်နိုင်ကြပြီဖြစ်ပါတယ်။လူနေအိမ်များမီးလောင်ပျက်စီးမှုသည်ပြည်နယ်အတွင်းရှိမြို့နယ်အားလုံးတို့၌ပေါ်ပေါက်ခဲ့သဖြင့်နေမြေဒေသပြန်လည်တည်ငြိမ်အေးချမ်းလာမည့်အခြေအနေတို့ရောက်ရှိလာပါကပြည်သူများဟာမူလနေထိုင်ရာမြို့နယ်အတီးတီးတို့ပြန်လည်ဝင်ရောက်နေထိုင်ကြမှာဖြစ်ပါတယ်။ပြည်နယ်အစိုးရအဖွဲ့မှလည်းပြန်လည်ထူထောင်ရေးလုပ်ငန်းနဲ့နေရာချထားခြင်းလုပ်ငန်းကိုလည်းမြို့နယ်အလိုက်စဉ်ဆက်မပြတ်ဆောင်ရွက်ရာလိုအပ်မှာဖြစ်ပါတယ်။ပြည်သူနေအိမ်များဆက်လက်ဆောက်လုပ်ဖော်ဆောင်ပေးနိုင်ဖို့အတွက်နေ့စဉ်ဗန္ဒာရေးနှစ်အလိုက်ရန်ပုံငွေခွင့်ပြုရရှိရေးအတွက်ဗန္ဒာငွေအရအသုံးဆိုင်ရာရေးဆွဲစဉ်၌ပါဝင်ထည့်သွင်းရလဲလိုအပ်မှာဖြစ်ပါတယ်။ယခင်ပြည်နယ်အစိုးရအဖွဲ့ဒီ2025-2026ဗန္ဒာရေးနှစ်ကယားပြည်နယ်၏ဗန္ဒာငွေအရအသုံးဆိုင်ရာဥပဒေပြဋ္ဌာန်းချက်ပါခွင့်ပြုရရှိခဲ့တဲ့အရေးပေါ်ရန်ပုံငွေမှကြာခံသုံးစွဲပြီးတန်ဖိုးနှင့်အရာများကိုဆောက်လုပ်ပေးခဲ့ကြောင်းလည်းလေ့လာသိရှိရပါတယ်။ပြည်နယ်အစိုးရအဖွဲ့တင်လက်ထက်2026-2029ဗန္ဒာရေးနှစ်ကယားပြည်နယ်၏ဗန္ဒာငွေအရအသုံးဆိုင်ရာဥပဒေအပိုင်း3အရေးပေါ်ရန်ပုံငွေပုံမှန်8ပုံမှန်ခွဲကကြီးခခွေခငယ်တို့နှင့်အညီဆောင်ရွက်နိုင်ရာဤဥပဒေပါဇယား၄တွင်ကယားပြည်နယ်ရပ်သုံးမှန်းချေငွေစည်းဥစည်းဌာနနှင့်ရှင်တွဲဖော်ပြထားသည့်သုံးငွေများခေါင်းစဉ်အောက်၌အရေးပေါ်ရန်ပုံငွေကျပ်တန်းပေါင်း1000တနည်း1ဘီလီယံပြတ်ထန်းပါရှိသည်ကိုတွေ့ရှိရပါတယ်။ဒီစဲဥပဒေများအရတာဝန်ပေးအပ်ခံရပြီးဆောင်ရွက်ကြရမည့်အဖွဲ့အစည်းနှင့်တာဝန်ရှိပုဂ္ဂိုလ်အတီးတီးဒီလဲဥပဒေပုံမှန်3ပုံမှန်ခွဲကကြီးခခွေခငယ်တို့နှင့်အညီတာဝန်ယူမှုတာဝန်ခံမှုဖြင့်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ဥက္ကဋ္ဌခင်ဗျာပြည်ထောင်စုအစိုးရအဖွဲ့၏မူဝါဒလမ်းညွှန်ချက်နှင့်ဒေသတွင်ပြန်လည်ထူထောင်ရေးနှင့်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများအကောင့်အထည်ဖော်ဆောင်ရွက်ပေးရသည့်ပြည်နယ်အစိုးရအဖွဲ့သည်ပြည်သူနေအိမ်များဆောက်လုပ်ခြင်းနှင့်ဒေသနှင့်ကိုက်ညီသောတန်ဖိုးတန်ဖိုးနှင့်နေအိမ်ဆောက်လုပ်ပေးမည်ဆိုပါကနေထိုင်သူပြည်သူများရေရှည်အကျိုးဖြစ်ထွန်းပြီးအိမ်ယာမဲ့ဘဝမှဝိုးအိမ်ပိုင်ဆိုင်သည့်ဘဝတို့ပြန်လည်ရရှိရေးအတွက်နေအိမ်ပျက်စီးသွားသည့်ပြည်သူများအလွာပေါင်းစုံကလည်းညော်လက်ရှိကြပါတယ်။ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင်ပြည်သူနေအိမ်များဆောက်လုပ်ဖော်ဆောင်ပေးမှုနှင့်နေရာချထားခွင့်ပေးခြင်းနှင့်ဆက်လင်းပြီးစီမံဆောင်ရွက်ပေးရမည့်တာဝန်ရှိအဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်များသည်လည်းပြန်လည်ဝင်ရောက်နေထိုင်လိုခြင်းဆန္ဒရှိကြပြီးမူလနေရာများတွင်နေထိုင်ပိုင်ဆိုင်ခြင်းဆိုင်ရာအထောက်အထားခိုင်မာသောအချက်အလက်များပေါ်အခြေခံပြီးစစ်ဆောင်ရွက်ပေးရန်လိုအပ်မည်ဟုသုံးသပ်ရရှိသဖြင့်စနစ်တကျအကောင့်ထဲပေါ်ဆောင်ရွက်ပေးရလဲအထူးလိုအပ်ပါတယ်။ဥက္ကဋ္ဌခင်ဗျာ2008ဖွဲ့စည်းပုံအခြေခံဥပဒေ
နိုင်ငံတော်၏အခြေခံမူများပုံမှန်36မှာနိုင်ငံတော်သည်အများပြည်သူတို့၏နေထိုင်မှုအဆင့်အတန်းမြင့်တင်ရေးနှင့်အထွေထွေအရင်းအနှီးများတိုးတက်ဖွံ့ဖြိုးရေးတို့ကိုရှေ့ရှုဆောင်ရွက်ရမည်ဟုပြဋ္ဌာန်းပါရှိပါတယ်ခင်ဗျာတို့ဖြစ်ပါ၍ပြည်နယ်၏အကျိုးစီးပွားကိုထာဝစဉ်ရှေ့ရှုပြီးလက်တွေ့ဖော်ဆောင်ပေးရေးကိုရည်ရွယ်သောအဖြစ်၎င်းနေအိမ်ပြန်ဆောက်လုပ်နေထိုင်ရာခက်ခဲကြက်တဲမှုရှိကြတဲ့မိလောင်ပျက်စီးသွားတဲ့နေအိမ်များအိမ်မဲ့ရမဲ့ဖြစ်သွားတဲ့ဒေသနေပြည်သားများ၏ဌာနလူလားချက်နဲ့လိုအပ်ချက်များကိုအလေးထားပြီးဖြည့်ဆည်းဖော်ဆောင်ပေးစီလိုသည့်စေတနာဖြစ်၎င်းမြို့နယ်အတီးတီးတို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင်တန်ဖိုးတစ်တန်ဖိုးနဲ့ပြည်သူနေအိမ်များဆောက်လုပ်ပေးရေးအတွက်ရန်ပုံငွေခွဲဝေရရှိရန်နှင့်ဆက်လင်း၍ဒီနယ်လွတ်တော်ဆိုင်ရာဥပဒေနည်းဥပဒေများနှင့်အညီဤလွတ်တော်အစည်းအဝေးတို့တင်သွင်းလိုသည့်အဆိုတရားဖြစ်သောကယားပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းချမှတ်ဆောင်ရွက်ရာ၌ဒေသနှင့်ကိုက်ညီသောတန်ဖိုးတစ်တန်ဖိုးနဲ့အိမ်ယာများဆောက်လုပ်နိုင်ရေးအတွက်နေ့စဉ်ဗန္ဒာငွေအရအသုံးဆိုင်ရာယာထားချက်တင်သွင်းစဉ်တွင်လိုအပ်သောဗန္ဒာရပငွေကိုဗန္ဒာရေးနှင့်အလိုက်ချက်တွင်ပါဝင်စီပြီးခွင့်ပြုရရှိသည့်ပြည်내ဗန္ဒာရပငွေဖြင့်ပြည်သူနေအိမ်များဆောက်လုပ်ပေးခြင်းနှင့်နေရာချထားပေးခြင်းတို့အားစနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန်ကယားပြည်နယ်အစိုးရအဖွဲ့အားတိုက်တွန်းကြောင်းအဆိုကိုလွတ်တော်ဥက္ကဋ္ဌမှတစ်ဆင့်လွတ်တော်တို့လေးလေးနက်နက်တင်သွင်းအပ်ပါလိမ့်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် ဦးစိုးရိတင်သွင်းတဲ့ဆိုကိုထောက်ခံမဲ့ပုံကိုရှိပါကဖိတ်ခေါ်အပ်ပါတယ် ဥက္ကဋ္ဌကြီးခင်ဗျာဦးစိုးရဲ့ဒီမောဆိုမြို့နယ်မဲဆန္ဒနယ်မှာတင်ပြတဲ့အဆိုကိုကျွန်တော်တို့ဘောလကဲမြို့နယ်ကိုယ်စားလှယ်အမတ်နဲ့ကျွန်တော်ဦးစောတိတီမှထောက်ခံပန်ကြောင်းတင်ပြပါတယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးစိုးတဲ့တင်သွင်းတဲ့ကယားပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းချမှတ်ဆောင်ရွက်ရာ၌ဒေသနဲ့ကိုက်ညီသောတန်ဖိုးနဲ့အိမ်ယာများဆောက်လုပ်နိုင်ရေးအတွက်နေ့စဉ်ဗန္ဒာငွေအရတုံးဆိုင်ရာယာထားချက်တင်သွင်းစဉ်တွင်လိုအပ်သောဗန္ဒာရမုံငွေကိုဗန္ဒာရေးနှင့်အလိုက်ထက်တွင်းပါဝင်စေပြီးခွင့်ပြုရရှိသည့်ပြည်내ဗန္ဒာရမုံငွေဖြင့်ပြည်သူနေအိမ်များဆောက်လုပ်ပေးခြင်းနှင့်နေရာချထားပေးခြင်းတို့အားစနစ်ကျအကောင့်ထဲပေါ်ဆောင်ရွက်ပေးရန်ကယားပြည်내အစိုးရအဖွဲ့အားတိုက်တွန်းကြောင်းအဆိုကိုပြည်내လွတ်တော်ကိုယ်စားလှယ်ဦးစောတိတီကထောက်ခံဆွေးနွေးထားပါတယ်ဒီအဆိုကိုလက်ခံဆွေးနွေးဖို့တင့်မတင်ပြည်내လွတ်တော်ရဲ့အဆုံးဖြတ်ရယူသွားမှာဖြစ်ပါတယ်ဦးစိုးတဲ့တင်သွင်းသွားတဲ့အဆိုကိုပြည်내လွတ်တော်မှာလက်ခံဆွေးနွေးဖို့လွတ်တော်ကိုယ်စားလှယ်များကသဘောတူပါသလားခင်ဗျာသဘောတူပါသလားခင်ဗျာသဘောတူပါသလားခင်ဗျာသဘောမတူတဲ့သူရှိပါသလားခင်ဗျာပြည်내လွတ်တော်ကိုယ်စားလှယ်များအားလုံးကသဘောတူတဲ့အတွက်ဦးစိုးတဲ့တင်သွင်းသွားတဲ့အဆိုကိုပြည်내လွတ်တော်မှာလက်ခံဆွေးနွေးဖို့အတည်ပြုကြောင်းကြေညာအပ်ပါတယ်အစီအစဉ်ခွန်ဆက်သွားမှာဖြစ်ပါတယ်ပြည်내လွတ်တော်ကိုယ်စားလှယ်များခင်ဗျာပြည်내လွတ်တော်ကိုယ်စားလှယ်ဦးစိုးတဲ့တင်သွင်းသွားတဲ့အဆိုကို2026ခုနှစ်ဩဂုတ်လ19ရက်နေ့မှာဆွေးနွေးပါမယ်ဆွေးနွေးမဲ့လွတ်တော်ကိုယ်စားလှယ်များအနေနဲ့ဒီနေ့ညနေ4နာရီထဲနောက်မကျစေပဲပြည်내လွတ်တော်ကြီးမှုထံအမိစရင်တင်သွင်းဖို့ဖြစ်ပါတယ်အစီအစဉ်ရှစ်ဖြစ်ပါတယ်2026
ခုနှစ်ဘဏ္ဍာရေးနှစ်အတွက်ကရားပြည်နယ်၏ဖြစ်ဆွဲခွင့်ပြုငွေစရင်းနဲ့ပြုပြင်ပြီးခန့်မှန်းငွေစရင်းနဲ့ဆက်လင်းပြီးစီမံကိန်းစီးပွားရေးနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးကလွတ်တော်တို့တင်သွင်းရန်ဖြစ်ပါတယ် လေးစားအပ်ပါတော့လွတ်တော်ဥက္ကဋ္ဌကြီးနဲ့လွတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒီမှာဂိမ်းစီးပွားရေးနဲ့ဗဏ္ဍာရေးဝန်ကြီးဦးတင်လာဖြစ်ပါတယ်တော့အနေနဲ့ကြားပြည်နယ်အစိုးရအဖွဲ့ပူစား2026-2029နှစ်ဗဏ္ဍာရေးနှစ်အတွက်ဖြစ်ဆက်ခွင့်ပြုငွေစင်းနဲ့ပြုပြင်ပြီးခန့်မှန်းခြင်းငွေစင်းတို့အားတင်ပြသွားမှာဖြစ်ပါတယ်ပြည်တော်စုအစိုးရအဖွဲ့ရုံး73ရက်9လ2016ရက်ရက်စွဲပါစာမှာ190မြင်းဆောင်144ဖြစ်ဆက်3ရက်ပတ်ထဖာ2026စာရပြည်내ဗဏ္ဍာရေးငွေအစီအစဉ်နဲ့ပါဝင်သောဌာနအဖွဲ့အစည်းများရဲ့2026-2029ဗဏ္ဍာရေးနှစ်အတွက်ဖြစ်ဆက်ခွင့်ပြုစေနဲ့ပြုပြင်ပြီးခမားကြီးငွေစင်းများကိုသက်ဆိုင်ရာဌာနများမှတောင်းခံပြီးအစစ်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 ချင်းတည်ပြုခြင်းများဆောင်ရွက်ခဲ့ပါတယ်ထိုကဲ့သို့စစ်စစ်ဆောင်ရွက်ပြီးဖြစ်သောတရားပြည်နယ်2026-2029ဗဏ္ဍာရေးနှစ်ဖြစ်ဆက်ခွင့်ပြုငွေတောင်းခံခြင်းဆိုင်ရာရာထချက်စင်းများတိုင်းဒေသကြီးတို့မှပြည်နယ်ဗဏ္ဍာဝေအရ3ရေးဆွဲတင်သွင်းခြင်းဆိုင်ရာဥပဒေနဲ့ညီကြားပြည်နယ်ဆိုအဖွဲ့မှကြားပြည်နယ်လွတ်တော်တို့ပြုဖို့ထားပြီးဖြစ်ပါတယ်ကြားပြည်နယ်2026-2029ဗဏ္ဍာရေးနဲ့ဖြစ်ဆက်ခွင့်ပြုတောင်းခံခြင်းဆိုင်ရာရာထချက်စင်းများကြားပြည်နယ်ဗဏ္ဍာရမှုတွေနဲ့ပါဝင်သောဌာနအဖွဲ့အစည်း24ခုသည်ရှိသည့်နဲ့ဖြစ်ဆက်ခွင့်ပြုငွေတောင်းခံလာတော့ဘုအဖွဲ့အစည်း၄ဖွဲ့ဦးစီးဌာန12ဖွဲ့နဲ့စီပင်သားရေးအဖွဲ့တစ်ဖွဲ့စုပေါင်း18ဖွဲ့ဖြစ်ဆက်ခွင့်ပြုငွေတင်ပြလာမှုပေါ်အခြေခံပြီးပြုစုပေးတဲ့ထားခြင်းဖြစ်ပါတယ်ဆက်လက်ပြီး2026-2029ဗဏ္ဍာရေးဌာနဖွဲ့စည်းများမှဖြစ်ဆက်ခွင့်ပြုငွေတောင်းခံခြင်းဆိုင်ရာရာထချက်စည်းများကိုတင်ပြသွားမှာဖြစ်ပါတယ်2026-2029ဗဏ္ဍာရေးနှစ်တွင်ဒီနယ်အဆင့်ဌာနဖွဲ့စည်း18ဖွဲ့မှမူလခွင့်ပြုငွေဘယ်လိုလောက်ခြင်းမဖြစ်မနေပေးချေရန်ထပ်မံလိုအပ်လာသည့်လစာစစ်ရှိမြင့်ငွေဒီစိတ်မဖြစ်မနေထပ်မံလိုအပ်လာသည့်ကုန်သွယ်မှုတိုးမြင့်ရေးနဲ့နိုင်ငံစီးပွားရေးတွေရဲ့သုံးစိတ်များဝါဝဘေးအန္တရာယ်နဲ့ရှားဘေးအန္တရာယ်များကြောင့်ထိခိုက်ပျက်စီးခဲ့မှုများနဲ့ယခုဗဏ္ဍာနှစ်အတွင်းနယ်မြေဒေသအခြေအနေအရဆောင်ရွက်နိုင်သည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်သုံးစိတ်များကိုတင်ပြတောင်းခံလာပါတယ်။ကနဦးတင်ပြသည့်ဖြစ်ဆက်ခွင့်ပြုငွေရာထချက်စည်းများအရဘုအဖွဲ့အစည်းများအနေနဲ့တာမန်သုံးစိတ်ကျပ်144.595တန်းဝေလုံးငွေရင်သုံးစိတ်ကျပ်2919.995တန်းစုပေါင်းသုံးစိတ်ကျပ်2860နဲ့5.9တန်းတင်ပြတောင်းခံလာပါတယ်။ဝန်ကြီးဌာနဦးစီးဌာနများအနေနဲ့တာမန်သုံးစိတ်ကျပ်936.9တန်းဝေလုံးငွေရင်သုံးစိတ်ကျပ်1329.35တန်းစုပေါင်းသုံးစိတ်ကျပ်2966.3တန်းတင်ပြတောင်းခံလာပါတယ်။စီပင်သားရဲ့အဖွဲ့အနေနဲ့တာမန်သုံးစိတ်328.34တန်းတင်ပြတောင်းခံလာပါတယ်။ဒါကြောင့်ကနဦးဖြစ်ဆက်ခွင့်ပြုရမှာတောင်းခံခြင်းဆိုင်ရာရာထချက်စင်းမှာတာမန်သုံးစိတ်ဖြင့်ကျပ်1409.83တန်းနဲ့ဝေလုံးငွေရင်သုံးစိတ်တွင်ကျပ်4049.34တန်းစုပေါင်း9459.69တန်းကနဦးတင်ပြတောင်းခံခဲ့ပါတယ်။ဒီစိတ်စည်းများလည်းဒီနဲ့လွတ်တော်လို့ပြီးဖို့ခဲ့သည့်နောက်ဆက်တွဲကကြီးစင်းတွေပေါ်ပြထားပါတယ်။ဆိုပါကနဦးတင်ပြချက်များအား2026-2029ဗဏ္ဍာရေးနှစ်အတွက်ဖြစ်ဆက်ခွင့်ပြုငွေတင်ပြတောင်းခံရတွင်ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏73ရက်9လ2016ရ
ရက်ဆွဲပါစာမှ190နဲ့944ဖြစ်ဆက်38အထဖ2026စာဖြင့်ကြောင်းကြားချက်ပါညွှန်ကြားချက်များဗန္ဒာယီစီမီစီများနဲ့ညီအစစ်စစ်ဆောင်ရွက်ခဲ့ပါတယ်။ကိုကဲ့သို့စစ်ဆောင်ရွက်ဒီတဲ့နောက်ဖြစ်ပေါ်လာတဲ့ဖြစ်ဆက်ခွင့်ပြုမှုရရချက်ဒီမှာဘူပွဲစီများအနေနဲ့တာမန်30ကျပ်တရားတစ်ဓမ္မ306နဲ့တန်းဝေလုံးငွေရင်30ကျပ်2996ဓမ္မ305တန်းစုပေါင်း30ကျပ်3089ဓမ္မ309တန်းဖြစ်ပါတယ်။ဝန်ကြီးဌာနဦးစီးဌာနများအနေနဲ့တာမန်30ကျပ်393ဓမ္မ653တန်းဝေလုံးငွေရင်30ကျပ်930ဓမ္မ930နဲ့တန်းစုပေါင်း30ကျပ်1086ဓမ္မ9နဲ့တန်းဖြစ်ပါတယ်။ဒီပင်သားရေးအဖွဲ့အနေနဲ့တာမန်30ကျပ်328ဓမ္မ3.4တန်းဖြစ်တယ်။ဌာနဖွဲ့စည်းများဖြစ်ဆက်ခွင့်ပြုငွေရှင်းနေပါတာမန်30တောင်းခံသည့်ဌာနဖွဲ့စည်း15ခုမှကျပ်803ဓမ္မ303တန်းငွေလုံးငွေရင်30တောင်းခံသည့်ဌာနဖွဲ့စည်း10ခုမှကျပ်3688ဓမ္မ9ခွန်တန်းစုပေါင်းကျပ်4491ဓမ္မ953တန်းဖြစ်ပါတယ်။ဒီစိတ်ကိုနောက်ဆက်တွဲခါခွေးဖြစ်ဆက်ခွင့်ပြုတောင်းခံရှင်းဆိုင်ရာရှင်းလင်းချက်ကိုနောက်ဆက်တွဲဂန်းငယ်တို့ဖြင့်ပြည်내လွတ်တော်တို့ပြဖို့ခဲ့သည့်ဈေးများတွင်ဖော်ပြထားပါတယ်။ဘုတို့ပြည်내ဆင့်ဌာနဖွဲ့စည်းများကတင်ပြလာတဲ့ကနဦးတင်ပြချက်များအားစစ်ဆေးရတယ်နိုင်ငံတော်၏ဘာသာငွေစစ်စစ်ဆိုချန်ထွေတာရန်လိုအပ်သည့်အတွက်2026 2029ဘာသာရေးနှင့်အရာသုံးမှန်းရှိငွေစင်းတွင်ခွင့်ပြုထားသောရောင်ငွေဖြင့်မလုံလောက်ခြင်းကြောင့်ထပ်မံလိုအပ်သောအသုံးစရိတ်များကိုတတ်နိုင်သမျှမူလခွင့်ပြုငွေတွင်ရောင်ငွေလွှဲပြောင်းသုံးစွဲခြင်းနှင့်ခွင့်ပြုပူရန်ငွေ GRF မှလွှဲပြောင်းသုံးစွဲခြင်းတို့ကိုဘာသာရေးစီမင်းလုပ်ထုံးလုပ်နည်းများနဲ့ညီဆောင်ရွက်ကြရန်အဖြစ်မနေလိုအပ်မှသာဖြစ်ဆက်ခွင့်ပြုငွေတင်ပြတောင်းခံရနှင့်မူလခန့်မှန်းခြေငွေစည်းတွင်သာတောင်းခံတင်ပြီးများကိုဖြစ်ဆက်ခွင့်ပြုငွေတွင်တောင်းခံခြင်းမပြုရန်ပြည်ထောင်စုအစိုးရဖွဲ့ညွှန်ကြားချက်နဲ့အညီစစ်စစ်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီး2026-2029ဘာသာရေးနဲ့ပြုပြင်ပြီးခန့်မှန်းခြေငွေစည်းရငွေအခြေအနေကိုတင်ပြသွားမှာဖြစ်ပါတယ်။ရငွေအနေဖြင့်2026-2029ဘာသာရေးနဲ့ပြုပြင်ပြီးခန့်မှန်းခြေငွေစည်းတွင်ကြားပြည်နယ်တို့လွှဲပြောင်းပြီးအခုငွေစုမှာကျပ်6,929ဓမ္မ1.5တန်းဖြစ်၍မူလခန့်မှန်းခြေငွေစည်းရအခုငွေစုမှာကျပ်4,893ဓမ္မ6,300တန်းဖြစ်တဲ့ဖြင့်မူလခွင့်ပြုငွေထက်ကျပ်1,333ဓမ္မ998တန်းပုံမူရရှိခဲ့ပြီးဒီနေ့ရှင်းဌာနဖွဲ့စည်းများမှာခွန်ကောက်ရငွေကျပ်23ဓမ္မ992တန်းခြားတမန်ရငွေကျပ်335ဓမ္မ426တန်းစုပေါင်းကျပ်359ဓမ္မ305တန်းပုံမူရရှိခဲ့တဲ့အတွက်ပြုပြင်ပြီးခန့်မှန်းခြေငွေစည်းတွင်ဘုရားပြည်နယ်နေဖြင့်ရငွေစုပေါင်းကျပ်16,990နဲ့ဓမ္မ65နှစ်တန်းပုံမူရရှိခဲ့ပါတယ်။ဒီစိတ်ဆင်းအားပြည်내လွတ်တော်တို့ပြုဖို့ခဲ့တဲ့နောက်ဆက်တွဲကားကြီးတွင်ဖော်ပြထားပါတယ်။2026-2029ဘာသာရေးနဲ့ပြုပြင်ပြီးခန့်မှန်းခြေငွေစည်းအသုံးစိတ်အခြေအနေကိုတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ။သုံးစိတ်အနေဖြင့်ဘုရားပြည်နယ်2026-2029ဘာသာရေးနဲ့မူလခန့်မှန်းခြေငွေစည်း၌ဒါမှသုံးစိတ်ကျပ်28,000ဓမ္မ393တန်းငွေလုံးငွေရင်သုံးစိတ်ကျပ်8,114ဓမ္မ346တန်းစုပေါင်းသုံးစိတ်ကျပ်109ဓမ္မ1,921ဓမ္မ43တန်းကိုခွင့်ပြုထားခဲ့ပါပြီ။ခွင့်ပြုထားခဲ့ပြီးဖြစ်ဆက်ခွင့်ပြုငွေတောင်းခံမှုမှာတာမန်သုံးစိတ်ကျပ်803ဓမ္မ36တန်းငွေလုံးငွေရင်သုံးစိတ်ကျပ်3,688ဓမ္မ9ခွန်တန်းစုပေါင်းသုံးစိတ်ကျပ်4,491ဓမ္မ
953တောင်းကိုပြင်ပြတောင်းခံထားပါတဲ့2026-2029ဘာသာရေးပြည်သူ့ခမားရှင်ငွေစည်းအခြေအနေမှာရငွေနေဖြင့်တာမန်ရငွေကျ11,914သတ္တမ3ခုတက်တာရှိပြီး3စိတ်နေဖြင့်တာမန်3စိတ်ကျ28,855သတ္တမ6နှစ်9တန်းငွေလုံးငွေ3စိတ်ကျ8,4,659ခွန်သတ္တမ363တန်းစုပေါင်း3စိတ်ကျ3,350သတ္တမ9နှစ်တန်းဖြစ်ပေါ်လာပါတယ်ဒီစိတ်စဉ်အားဒီနှစ်လွတ်တော်သူပြုဖို့ခဲ့တဲ့အတွက်နောက်ဆက်တဲ့9တွင်ပေါ်ပြထားပါတယ်2026-2029ဘာသာရေးနဲ့80ခွင့်ပြုငွေတောင်းခံခြင်းနဲ့ပြုပြင်ပြီးခမားရှိငွေစင်းရေးဆွဲရတွင်မူလခမားရှိငွေစင်းထက်ရငွေအနေဖြင့်ကျ1,690နဲ့ဒါသမား6နှစ်တန်းပုံမူရရှိခဲ့ပြီး3ကြိမ်နဲ့ဖြင့်ကျ4,490ဒါသမား953တန်းပုံမူကြခံ300ရာပြပြတောင်းခံလာပါတယ်သာသနာ့အရေးလူငွေဖြစ်ပေါ်ဥမာကျ2,998ဒါသမား9,300တက်တာဖြစ်ပါတယ်2026-2029ဘာသာရေးနှစ်အတွက်မူလခမန်းရှိငွေစင်းပေါ်ဖြစ်ဆက်ခွင့်ပြုငွေတောင်းခံမှုရခိုင်နှုန်းမှာဒါသမား1နှစ်ရခိုင်နှုန်းရှိပါတယ်ဒီစစ်စင်အပြင်ဒီနေ့တော်သူပြုဖို့ခဲ့တဲ့နောက်ဆက်တွဲစလုံးတွေပေါ်ပြထားပါတယ်ဆက်လက်ပြီးကြားပြီးအစိုးရအဖွဲ့ကပ်ဘိနက်စီဝေးဒီပြုဆုံးမချက်နဲ့ဆက်လေးရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်အဆိုပါဖြစ်ဆက်ဖွံ့ဖြိုးမှုကျ4,491ဒါသမား953တောင်းကို2026-2029ဘာသာရေးနဲ့ကြားပြီးနဲ့အာဏာငွေရသုံးဆိုင်ရာဥပဒေပုံမှန်4ကာကြီးခါခွေနဲ့ပုံမှန်7တွင်တက်တင်ပါရီ7တို့ပါသာသနာ့ချက်များနဲ့ညီကြားပြီးနဲ့လွတ်တော်တို့တင်ပြနိုင်ရေးကြားပြီးနဲ့ဆိုဖက်ကပ်ဘိနက်စီဝေးဒီဆုံးမချက်ရယူခဲ့ပါတယ်30ရက်9လ2016ရက်နေ့ကျင်းပတော့ကြားပြီးနဲ့ဆိုဖက်စီဝေး2026ဆုံးမချက်အပိုက်9အရာအတီးပြုခဲ့ပါတယ်ဒီနေ့ဘာသာရေးငွေနဲ့ပါဝင်တော့ဘာသာဖွဲ့စည်းပြီးမှတောင်းခံလာတော့2026-2029ဘာသာရေးနှစ်အတွက်ဖြစ်ဆက်ခွင့်ပြုကဏ္ဍဥတင်ပြချက်အားစစ်စစ်ရတွင်နိုင်ငံတော်၏ဘာသာမျိုးကိုစစ်စစ်ချိုးတန်ချွေထားရန်လိုအပ်သည့်အတွက်2026-2029ဘာသာရေးနှစ်မူလခမန်းချိန်ငွေစည်းတွင်ခွင့်ပြုထားသောရမုံငွေတွင်ရမုံငွေရွေးပြောင်း30ချက်နှင့်ထွေးပိုလျာရမုံငွေ URF မှရွေးပြောင်း30ချက်တို့ကိုဘာသာရေးစီးပြင်းလုံထုံးလုံနည်းများနဲ့ညီဆောင်ရွက်ခြင်းဖြစ်ပြီးဖြစ်မနေလိုအပ်သောဖြစ်ဆက်ခွင့်ပြုမှုကိုသာခွင့်ပြုနိုင်ရေးတောင်စုအစိုးရဖွဲ့ညွှန်ကြားချက်နဲ့စစ်ဆေးခဲ့ပါတယ်ဒီနေ့ဘာသာရေးမှုတွေပါဝင်သောဌာနဖွဲ့စည်းများမှကနဦးတင်များတောင်းခံလာသည့်2026-2029ဘာသာရေးအတွက်ဖြစ်ဆက်ခွင့်ပြုမှုနဲ့တာမန်30တွင်ကျ606ဒါသမားခွင့်ရှိလေးတန်းနဲ့ဝေလုံးငွေရင်30တွင်ကျ358ဒါသမား833တန်းစုပေါင်းကျ965ဒါသမား614တန်းကိုရောချခဲ့ပါတယ်မူလခွင့်ပြုငွေဖြင့်မလုံလောက်သော30များမဖြစ်မနေပေးရန်ပေးချေရန်ထပ်မံလိုအပ်လာသည့်လစာစိတ်ရှင်းမြင်ငွေပြီးစေမဖြစ်မနေထပ်မံလိုအပ်လာသည့်ဝန်ထုံးမှုတိုးမြင့်ရေးနဲ့နိုင်ငံစီးပွားရေးမြင့်ရေး30များဘာဝဘေးအန္တရာယ်နဲ့ခြားဘေးအန္တရာယ်များကြောင့်ထိခိုက်ပျက်စီးခဲ့မှုများအနည်းရုပ်ဖူဘာသာရေးနဲ့အတွင်းနယ်မြေဒေသအခြေအနေအရဆောင်ရွက်နိုင်သည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်30များကိုဦးစားပေးစစ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်ခုဖြစ်ပါ၍2026-2029ဘာသာရေးနဲ့80ခွင့်ပြုတာမန်30ကျ803ဒါသမား336တန်းဝေလုံးမင်း30ကျ3,688ဒါသမား9တက်ခွန်တန်းစုပေါင်း30 4,490ဒါသမား953တန်းဖြစ်တော့တရားပြည်ရဲ့ဘာသာရေးမှုတွင်ဖြစ်ပါဝင်တဲ့ဌာနအဖွဲ့အစည်းများ2026-2029ဘာသာရေးနဲ့ဖြစ်ဆက်ခွင့်ပြုမှု
တောင်းခံမှုအစဉ်များနဲ့ပြုပြင်ပြီးခန့်မှန်းခြင်းငွေစည်းများကိုကြားပြည်နယ်လွတ်တော်ကဆွေးနွေးပြုပေးနေမှာရထောက်ခံတင်ပြပါတယ်။ကြားပြည်နယ်ဗန္ဒာရမှုတွေပါဝင်တော့ဌာနဖွဲ့စည်းများ၏2026-2029ဗန္ဒာရေးနဲ့80ခုမြေငွေတောင်းခံမှုစည်းများနဲ့ပြုပြင်ပြီးခန့်မှန်းခြင်းငွေစည်းများကိုကြားပြည်နယ်လွတ်တော်ကဆွေးနွေးပြုပေးနိုင်ပါရန်ကြားပြည်နယ်လွတ်တော်အတည်ပြုချက်ရရှိပါကကြားပြည်နယ်အတည်လူငွေကျ1998သတ္တမ9တုံညတန်းကိုပြည်တော်စုမထောက်ပံ့ပေးနိုင်ရေးလောအပ်ဒီများဆက်လက်ဆောင်ရွက်နိုင်ရန်ကြားပြည်နယ်အစိုးရအဖွဲ့မှဆက်ပြည်တော်စုဗန္ဒာရေးနဲ့ခုံကြီးတန်တာတို့ဆက်လက်ပေးဖို့သွားမှာဖြစ်ပါတယ်။ဘာလို့ အစီအစဉ်ကိုဖြစ်ပါတယ်2026-2029ခုနှစ်ဘဏ္ဍာရေးနှစ်အတွက်ကြားပြည်နယ်၏ဖြည့်ဆွက်ခွင့်ပြုငွေစည်းနဲ့ပြုပြင်ပြီးခန့်မှန်းငွေစည်းနဲ့ဆက်လျင်၍ပြည်သူ့ငွေစည်းစောင့်ကြည့်စစ်ဆေးကော်မတီမှအစီရင်ခံတင်သွင်းရဖြစ်ပါတယ်စိတ်စင်မြဲစကားပြောစဉ်တွင်အစီရင်ခံစာတင်သွင်းဖို့ပေးဖို့ဖြစ်ပါတယ်တက်ရောက်လာကြတော့ပြည်နယ်လွတ်တော်ဥက္ကဋ္ဌနဲ့တကွာပြည်နယ်လွတ်တော်ကိုယ်စားလှယ်များဖိတ်ကြားထားသောဧည့်သည်တော်များအားလုံးမင်္ဂလာပါလို့ဥစွာပြောကြားလိုပါတယ်ကျွန်တော်ကတော့ဘောလခဲမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အမတ်နဲ့ဦးစောတီတီဖြစ်ပါတယ်ပြည်သူ့ငွေစည်းရင်းစောင့်ကြည့်ရေးကော်မတီအတွင်းမှုလည်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကြားပြည်နယ်ဗန္ဒာရန်ပုံငွေတင်ပါဝင်တဲ့ဌာနအဖွဲ့အစည်းများရဲ့2026-2029ဘဏ္ဍာရေးနှစ်မူလခန့်မှန်းခြေနဲ့ပြုပြင်ခြင်းခန့်မှန်းခြေငွေစည်းနဲ့ပတ်သက်ပြီးပြည်သူ့ငွေစည်းရင်းစောင့်ကြည့်စစ်ဆေးကော်မတီစစ်ဆေးချက်အစီရင်ခံစာကိုအပိုင်းနှစ်ပိုင်းနဲ့ဖတ်ကြားတင်သွင်းသွားမှာဖြစ်ပါတယ်။ပိုင်း1တွေ့ရှိချက်2026-2029ဘဏ္ဍာရေးနှစ်ကြားပြည်နယ်၏ဘဏ္ဍာငွေအစီအစဉ်တွင်ဘိုးအဖွဲ့အစည်း၄ဖွဲ့ဦးစီးဌာန19ခုနှင့်စီမင်းသားရေးအဖွဲ့တစ်ဖွဲ့စုစုပေါင်း24ဖွဲ့တို့ပါဝင်ပြီးဖြည့်ဆွက်ခွင့်ပြုတောင်းခံရာတွင်တာမန်အသုံးစရိတ်ဖြည့်ဆွက်ခွင့်ပြုငွေကျပ်တန်း803.3936တန်းငွေလုံးငွေရင်းအသုံးစရိတ်ဖြည့်ဆွက်ခွင့်ပြုငွေကျပ်တန်း3688.51ခွန်တောင်းခံထားပါတယ်။တာမန်အသုံးစရိတ်ဖြည့်ဆွက်တောင်းခံမှုကိုရာခိုင်နှုန်းအဖြစ်ဖော်ပြရမယ်ဆိုရင်ကြားပြည်နယ်စီမင်းသားရေးအဖွဲ့ကစုစုပေါင်းတာမန်အသုံးစရိတ်ဖြည့်ဆွက်တောင်းခံငွေ၏40.89ရာခိုင်နှုန်းအားကစားနှင့်ကာယပညာဦးစီးဌာနမှ15.35ရာခိုင်နှုန်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက6.50ရာခိုင်နှုန်းဖြစ်ကြောင်းတွေ့ရှိရပါတယ်။စီပင်သာရေးအဖွဲ့တောင်းခံငွေမှာအများဆုံးဖြစ်တော်လဲရင်းတောင်းခံငွေများမှာလက်စစ်မီးနှင့်တအားခကုန်ကျန်းငွေအတွက်ကျပ်တန်း312.94ပါဝင်နေသဖြင့်ရင်းတောင်းခံငွေသည်နိုင်ငံတော်ရငွေအတွင်းစီးဆင်းမိအသုံးစရိတ်ဖြစ်တဲ့ဖြင့်ကော်မတီအနေနဲ့ကန့်ကွက်ရမရှိကြောင်းတင်ပြအပ်ပါတယ်။ငွေလုံးငွေရင်းဖြည့်ဆွက်တောင်းခံငွေကိုစစ်ဆေးရတွင်ကြားပြည်နယ်အစိုးရအဖွဲ့နှင့်ဌာနပေါင်း12ခုကျပ်တန်း3688.51ခွန်တောင်းခံထားပါတယ်။အဖွဲ့အစည်းလိုက်တောင်းခံငွေများကိုအောက်ပါအတိုင်းတင်ပြအပ်ပါတယ်။ပြည်နယ်အစိုးရအဖွဲ့ယုံ1948.943တန်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှုယုံ208.95တန်းလက်စစ်တာအားဖြန့်ဖြူးရေးလုပ်ငန်း952.363တန်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဦးစီးဌာန29.563တန်းပြည်နယ်လွတ်တော်ယုံ36.533တန်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန26.352တန်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန92.333တန်းရသုံးမှန်းချိန်ငွေစင်းဦးစီးဌာန18.633တန်းကျေးလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာန136.533တန်း
အားကစားနှင့်ကာယပညာဦးစီးဌာန34တတမခွန်5 3ညတန်မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန404တတမ3 3ည3ညတန်စုစုပေါင်းမှာ3688တတမ5 ခွန်တန်ဖြစ်ကြောင်းတင်ပြအပ်ပါတယ်အထက်ပါဌာနလိုက်ငွေလုံးငွေရင်းဖြစ်ဆက်ငွေတောင်းခံငွေကိုစီစစ်ရာတွင်အစိုးရအဖွဲ့ကကျပ်တန်း2939တတမ515ဖြစ်ပြီးစုစုပေါင်းတောင်းခံငွေ၏89တတမ96ရှိပြီးအများဆုံးတောင်းခံထားကြောင်းတွေ့ရပါတယ်။တောင်းခံထားတဲ့ငွေလုံးငွေဖြစ်စဉ်ငွေစစ်စစ်ကြည့်ရမှာပြည်내အစိုးရအဖွဲ့ရုံးမှကျပ်တန်း1948တတမ943ညပြည်내ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှကျပ်တန်း208တတမ95နဲ့လက်စစ်တာဖွံ့ဖြိုးရေးလုပ်ငန်းမှကျပ်တန်း953ည950တတမ363လို့ဖြစ်ပြီးဖြစ်ဆက်ငွေတောင်းခံမှုအများဆုံးလည်းဖြစ်ပါတယ်အပိုင်းလေးအနေနဲ့ကျွန်တော်တို့သုံးဓာတ်အကြံပြုချက်အနေနဲ့ဆက်လက်တင်ပြသွားပါမယ်2026-2029ဘဏ္ဍာရေးနှစ်အတွက်ဖြစ်ဆက်ငွေတောင်းခံငွေများကိုစီစစ်ရမှာပြည်내၏အကျိုးကိုရှေ့ရှုပြီးဘဏ္ဍာရေးစီမီစီကံလှုပ်ထုံလှုပ်နီးညွှန်ကြားချက်ပေါင်းအတွင်းကနေသုံးဓာတ်စီစစ်ခဲ့ကြပါတယ်ပြည်သူ့ငွေစည်းစောချစ်စစ်စစ်ရဲ့အဖွဲ့အနေဖြင့်စီစစ်ရန်ရရှိတဲ့ရက်အတွင်းအတတ်နိုင်ဆုံးစီစစ်ခဲ့ကြပြီးပုံမတီးရှိနားလည်လိုသည့်အချက်များကိုဌာနဆိုင်ရာကိုခုကိုဖိတ်ကြား၍ဌာန၏တင်ပြချက်များကိုနားထောင်၍ငွေလုံးငွေရင်းတောင်းခံငွေကျပ်တန်း922တတမ943ညကိုကိုဒါစီစစ်ပြီးစီစစ်ဖြတ်တောင်းငွေများကိုလည်းကယားပြည်နယ်အတွက်နစ်နာမှုမရှိစေရန်အကျိုးပြုလုပ်ငန်းများအတွက်ပြုပြင်ရထားတောင်းခံရန်အတွက်သက်ဆိုင်ရာဌာနများနဲ့ညှိနှိုင်းခဲ့ပြီးဖြစ်ပါတယ်ဖြင့်2026-2029ဘဏ္ဍာရေးနှစ်အတွက်တမန်အသုံးစိတ်ဖြည့်ဆွက်တောင်းခံငွေကျပ်တန်း803တတမ336နဲ့ငွေလုံးငွေရင်းဖြည့်ဆွက်တောင်းခံငွေကျပ်တန်း3688တတမ51ခွန်စုစုပေါင်းဖြည့်ဆွက်တောင်းခံငွေကျပ်တန်း4491တတမ953ကိုကော်မတီအနေနဲ့အတည်ပြုခဲ့ပါတယ်။တို့ရတွင်ဖြစ်ဆွဲတောင်းခံငွေများနှင့်ဆက်လျင်း၍အချို့သောတောင်းခံငွေများအတွက်အသေးစိတ်တွက်ချက်မှုစရင်းများတောင်းခံငွေအတွက်လိုအပ်သောတက်တိကအထောက်အထားဖြစ်တဲ့ညွှန်ကြားချက်များမူဝါဒလမ်းညွှန်ချက်များတင်နန်းခေါ်စာများဝန်ထမ်းခန့်အပ်အမိန့်များကိုပူးတွဲတင်ပြရန်လိုအပ်ပါတယ်။တို့မှသာပြည်သူ့ငွေစရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီကစီစစ်ရာတွင်တက်ဆိုင်ရာဌာနတာဝန်ရှိသူများကိုခေါ်ယူမြင်းမြန်းရန်မလိုတော့ပဲပိုမိုလွယ်ကူစွာချောမွေ့စွာသွားမှာဖြစ်ပါတယ်ထို့အပြင်ဖြည့်ဆွဲခွင့်ပြုရန်ငွေကိုတုံးဆွဲရန်ကာလမှာ3လခန့်တာအချိန်ရှိတဲ့ဖြင့်တက်ဆိုင်ရာလုပ်ငန်းများအချိန်မီပြီးစီးစေရန်နှင့်ရန်ငွေများအလေအလွတ်မဖြစ်စေ၍အတွက်တာဝန်ရှိသူများအနီးကပ်ကြီးကြပ်သွားရန်လိုအပ်ပါတယ်တက်ဆိုင်ရာဌာနတာဝန်ခံများအနေနဲ့လည်းမိမိတို့လက်အောက်ခံဌာနများမှတင်ပြလာတဲ့တမန်နဲ့ငွေလုံးအတုံးစရိတ်များတွင်ပြည်ထောင်စုအစိုးရမှထုတ်ပြန်ထားရှိသည့်ဗဏ္ဍာရေးဆိုင်ရာဥပဒေစီမင်းစည်းကမ်းအမိန့်ညွှန်ကြားချက်များနှင့်ကိုက်ညီခြင်းရှိမရှိကိုလည်းလာမည့်ဘတ်ဂျက်တွင်ဥစွာစစ်ဆေးဆောင်ရွက်ဖို့လည်းအကြံပြုလိုပါတယ်ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်2ဖြင့်29ရက်9လ2026ရက်နေ့တွင်အတည်ပြုပြဋ္ဌာန်းခဲ့သောတိုင်းဒေသကြီးတို့မဟုတ်ပြည်내၏ဗဏ္ဍာငွေအရသုံးရေးဆွဲတင်သွင်းခြင်းဆိုင်ရာဥပဒေကိုပြင်ဆင်တဲ့ဥပဒေအရပြည်내အစိုးရအဖွဲ့ကပြည်내လွှတ်တော်တို့နောက်ထပ်ဗဏ္ဍာငွေခွဲဝေသုံးစွဲရေးရထားချက်ကိုနေ့စဉ်ဖေဖော်ဝါရီလ1ရက်နေ့နောက်ဆုံးထား၍တင်သွင်းရမှာဖြစ်ပြီးလွှတ်တော်ကော်မတီနှင့်အဖွဲ့များ၏သုံးသပ်ချက်များနှင့်အတူလွှတ်တော်အစည်းအဝေးတွင်ဆွေးနွေး၍သဘောတူခြင်းအတည်ပြုခြင်းပယ်ဖျက်ခြင်းလျှော့၍ခွင့်ပြုခြင်းနဲ့ချင်းတို့ကိုအများဆန္ဒနှင့်အညီဆောင်ရွက်ရမည်ဟုပြဋ္ဌာန်းပါရှိသောကြောင့်ပြည်သူ့ငွေစည်းစောင့်ကြည့်စစ်ဆေးရေးကော်မတီအနေနဲ့ကယားပြည်내အစိုးရအဖွဲ့မှတင်သွင်းလာသော2026-2029ဘဏ္ဍာရေးနှင့်ကယားပြည်내၏နောက်ထပ်ဗဏ္ဍာငွေခွဲဝေသုံးစွဲရထားချက်နှင့်ဆက်လျင်း၍2014ခုနှစ်ကယားပြည်내လွှတ်တော်ဆိုင်ရာဤဥပဒေ66အရအစီရင်ခံတင်သွင်းအပ်ပါသည်အားလုံးကိုကျေးဇူးတင်ပါတယ်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ2026-2029ခုနှစ်ဘဏ္ဍာရေးနှစ်အတွက်ကယားပြည်နယ်ဤဖြည့်ဆွက်ခွင့်ပြုငွေစာရင်းနဲ့ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းနဲ့ဆက်လင်းပြီးလွှတ်တော်ကိုယ်စားလှယ်များကအကြံပြုဆွေးနွေးလိုပါကဒီနေ့ညနေ4 နာရီထက်နောက်မကျစေပဲပြည်နယ်လွှတ်တော်ရုံးအကြီးမှုထံအမည်စာရင်းတင်သွင်းနိုင်ပါတယ်2026ခုနှစ်ဩဂုတ်လ18ရက်နေ့တွင်ဆွေးနွေးသွားမှာဖြစ်ပါတယ်အစဉ်စဉ်ဆက်တက်ဖြစ်ပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအစီအစဉ်အရတတိယအကြိမ်ကယားပြည်နယ်လွှတ်တော်တတိယပုံမှန်စည်းဝေးပထမနေ့ကိုရနာပါမယ်အစည်းအဝေးဒုတိယနေ့ကို18ရက်8လ2026ရက်နေ့တင်နေလာနေ့နနက်10:00 နာရီအချိန်တွင်ပြန်လည်ကျင်းပသွားမှာဖြစ်ပါကြောင်းကြေညာအပ်ပါတယ်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်ခင်ဗျာအားလုံးထွက်ခွာနိုင်ပါပြီခင်ဗျာ